Hello မင်္ဂလာပါအပိုင်းနှစ်ပေါ့နော်တေခြင်းမှမထမြောက်မီသခင်ယေရှုချီစီဒီပေါ့တကိုးစီဒီဆိုပြီးချီစီဒီအပီအစုပ်အပြတ်အပီ episode ပေါ့နော်episode ပေါ့အပီအစုပ်အပြတ်6ကိုအဲ့ဒါကျွန်တော်ထက်ကဒုတိယပိုင်းအဖြစ်ကျွန်တော်တင်ဆက်မှာဖြစ်တယ်ဘယ်လောက်ကနေစမလဲဆိုရင်သူ့ကိုဆရာတက်ခေလို့ခေါ်အခုဒီမှာကျွန်တော် screen share လုပ်ထားတဲ့အတိုင်းပေါ့နော်ဒါ4မိနစ်ပေါ့4မိနစ်နဲ့73စက္ကန့်လောက်ကစမယ်ဘာလို့ तू ကဟိုနေ့နဲ့မှာဟိုဟင်းကွက်ထဲမှာအစိတ်ခတ်ထားတာပေါ့နော်ချီးပါထည့်ထားတာမစင်ပါထည့်ထားတဲ့အတွက်ကြောင့်ဒါဟိုဒီအစိတ်ကိုဖြေဖို့ဆိုတော့ဟိုတခွန်းလောက်အစိတ်ထည့်လိုက်တာလေအဲ့တခွန်းကိုဖြေဖို့ကတမန်ကျမ်းစာ66ကျမ်းလုံးကိုးကားတာပေါ့အရှိကြီးပြောတာလွယ်တော့မလွယ်ဘူးเนาะဒါကျွန်တော်နှစ်ချင်းခရစ်ယာန်ဖြစ်တယ်ဒုတိယမွေးချင်းခံပြီးပြီ born again ဖြစ်တယ်generation 40မြောက်နှစ်ချင်းခရစ်ယာန်ဖြစ်တယ်သို့တော်လည်းကျွန်တော်ကနှစ်ချင်းခရစ်ယာန်ရဲ့ doctrine ကိုပြောနေတာသူ့ကိုထောက်ပြနေတာမဟုတ်ဘူးဆရာယူရတန်ရဲ့တမန်ကျမ်းစာ66ကျမ်းကိုပဲ Sola Scriptura ကိုဆိုးကင်ပြီးတော့စံတိုးကငရဲသေးကြပေါ့သွားရမယ်ဆိုတဲ့အကြောင်းကိုအတိအလင်း declare လုပ်နေတာဖြစ်တယ်သူကပုဂ္ဂဝင်စားခြင်းဟိန္ဒူရှင်ရဲ့ doctrine ကိုခိုးလာတယ်ဟိန္ဒူဆိုတော့ကတော့မဟုတ်ဘူးဟိန္ဒူ doctrine ကိုခိုးလာပြီးတော့ဇက်ပြက်ဟိန္ဒူဇက်ပြက်ကိုဖျက်ပြီးတော့ခရစ်ယာန်ဘာသာထဲမှာအပင်းသွင်းပြီးတော့ incarnation ပုဂ္ဂဝင်စားခြင်းလူသေးလူဖြစ်နော်ဝိညာဉ်ကနေပြီးတော့ကျွန်တော်ရှေ့မှာအများကြီးရှင်းခဲ့ပြီပေါ့နော်အဲ့ဒါပြန်ရှင်းနေကြာမှာဆိုလို့အခုဒီကနေစရှင်းမယ်ဘာလဲဆိုရင်တေခြင်းမှမထမြောက်ပြီတခင်ယေရှုဆိုတဲ့ခေါင်းစဉ်နဲ့နော်ဂိုးစီဒီဆိုတဲ့ချီစီဒီလို့တတ်ထားတဲ့အပီအစုပ်အပြတ်6ကအဲ့ရတဝက်ကျွန်တော်ရှင်းမှရှင်းပြီးပြီအဲ့ဒါကိုဒုတိယပိုင်းအဖြစ်ကျွန်တော်ဆက်ရှင်းမှဖြစ်တယ်ဘယ်ကနေလဲဆိုတော့4မိနစ်နဲ့4မိနစ်လောက် round about 4မိနစ်လောက်ကစမှာဖြစ်တယ်ရှေ့4မိနစ်ရှေ့မှာတော်တော်ကျွန်တော်ရှင်းခဲ့ပြီတနားရီကျော်လောက်ရှင်းရတယ်အစိတ်ကတော်တော်ပြင်းတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ကျမ်းစာနဲ့ရှင်းတာဖြစ်တယ်အခု4မိနစ်နောက်ပိုင်းကိုကျွန်တော်ထပ်ရှင်းမှာဖြစ်တယ်အဲ့ဒါအကယ်၍ကျွန်တော်ဒါဟာ song doctrine ဖြစ်တယ်66ကျမ်းကိုဒါကအယူဝါဒအလွဲကိုကျွန်တော်တိုက်လန်တာဖြစ်တယ်ကျွန်တော်တရားဟောနေတာမဟုတ်ဘူးဒါဟာခရိယန်တိုင်းကဒါကိုနားထောင်တင်တယ်ကြားတင်တယ်လို့ IQ ကပြောခဲ့ခရိယန်တာတန်ငပေးနေရတော့သိမှာမဟုတ်ဘူးဝင်နားထောင်ပြီလို့ဒါခရိယန်တရားအနေနဲ့တော့နားထောင်တင်တယ်လို့ IQ ကပြောတယ်ဆိုရင် IQ ရှိတဲ့လူဆိုရင် like and share ပေးခြင်းပေးမပေးရင်တော့ dot ဆိုတဲ့စလုံးလေးတစ်ခုတော့comment လေးတစ်ခုမှာ dot လေးဖြစ်ဖြစ်တစ်ဆက်ဖြစ်ဖြစ်နှစ်ဆက်ဖြစ်ဖြစ်ချသွားဘာလို့ဆိုတော့ဒါကျွန်တော်အကောင့်ကိုလာပြီးတော့အဲ့လိုထပ်တလဲလဲကျွန်တော်ပြောနေတယ်report ထူတဲ့လူတွေရှိတယ်သူတို့ရဲ့ဝေစားမျှစားတွေရှိတယ်ဒုမနာသားတွေကလာတိုက်ခိုက်တာတွေရှိတယ်ဆဲတာတွေရှိတယ်ကျွန်တော်ပြန်ဆဲလိုက်ရင် Facebook တင်းနေတာကျွန်တော်ဖြုတ်မချဘူးသူတို့ဖြုတ်မချဘူးကျွန်တော်ကဒေါ်လာထွက်ပြန်ပြီးနည်းနည်းပါးပါးပထွေးပါညာဆိုတဲ့စကားလုံးလေးထည့်ပြောလိုက်တာကျွန်တော်အကောင့်၄၅လပိတ်လိုက်ရင်ကျွန်တော်ဘာမှလုပ်လို့မရအောင်တော့အနည်းဆုံးတစ်လပိတ်ချလိုက်အဲ့တော့အဲ့ဒါလေးလူကိုရတယ်လို့ကျွန်တော်တခုခုဝင်သားထောင်ရသွားတယ်ဆိုရင်သူများလည်းရပါစေဆိုတဲ့စိတ်ဖြစ်လာဘူး IQ ကပြောတယ်ဆိုရင် share လုပ်ချင်လို့မလုပ်ရင်တော့ dot တစ်ခုတော့ချပြီး comment မှာပေးခဲ့ဖို့ကျွန်တော် request လုပ်တယ်ကျွန်တော်ဒါပတ်စံရှာနေတာမဟုတ်ဘူး monetization ရဖို့ကျွန်တော်လုပ်နေတာမဟုတ်ရဖို့လည်းလမ်းမရှိဘူးခဏခဏပြုတ်ချတယ်နော်ဒီလောက်ဆဲဆိုပြီးတော့ကျင်းပေါင်းပြီးပြောနေတဲ့အယူလွဲတိုက်လှန်တဲ့အတွက်ကြောင့်တရားဟောတာမဖြစ်တဲ့မဟုတ်တဲ့အတွက်နုညံ့သိမ်မွေ့ပြီးတော့ပန်းနုမသွေးလို့မရအောင်နော်ပန်းနုသွေးလို့မရဘူးအဲ့လိုပေါ့ကြမ်းကြမ်းတမ်းတမ်းစကလုံးနေနဲ့အယူလဲကိုတွန်းလာတာဖြစ်တဲ့အတွက်ကြောင့်မလို့မကြားခြင်းပန်းနုသွေးတွေဆိုရင်တော့နားမထောင်နဲ့ထွက်သွားနော်ပေါက်ကရလာမရေးနဲ့ကျွန်တော်ငါနဲ့ကြိုင်တော့မှာဘာလို့ကျွန်တော်တရားဟောနေတာမဟုတ်ဘူးအဲ့ဒါကိုကျွန်တော်ကြိုပြောတာနော်အခုအဲ့ဒါဂိုးစီရီဆိုတဲ့ချီစီရီအပီအစုပ်ပြတ်6ပေါ့နော်ဟိန္ဒူယဇင်တရားကိုတော့ religious secretism ပြည်တစားလုပ်နေတာပေါ့နော်အဲ့ဒါကိုကျွန်တော်ဒါတောက်လျှောက်ကျွန်တော်ပြောသွားမှာဖြစ်တယ်နော်အဲ့ဟာဟိုတိုက်လန်မှာဖြစ်တယ်အဲ့ဒါကိုအခုတရားနေစမယ်ဆိုတော့အပီအစုပ်ပြတ်6ကနေစမှာဖြစ်တယ်တကွက်ပြီးသွားပြီဒါဆိုသူကဘယ်လိုဖြစ်သွားမလဲဆိုကြည့်ဘုဘကယေရှုကလူဝိညာဉ်သူနဲ့ပြီးသူများဘယ်လိုခေါ်လဲဆရာတက်ခေလို့ခေါ်တယ်ဖျားမဟုတ်ဘူးနော်ဖျားမဟုတ်ဘူးကားတိုင်းဟိုဘက်မရောက်ခင်မှာ तू ကဖျားမဟုတ်ဘူးလူစစ်စစ်အဲ့ပါလေတော့ဖျားစစ်စစ်ဖျားစစ်စစ်ဗလာဒါကြောင့်သူ့ကိုဘာခေါ်လဲman God လူလည်းဟုတ်တယ်ဖျားလည်းဟုတ်တယ်
ဒါကြောင့်ကျွန်တော်တို့ခရိယန်အများဆုံးဒီလိုယုံကြတယ်လူ100 ရာခိုင်နှုန်းဖျား100 ရာခိုင်နှုန်းပန်လားယေရှုကိုကြည့်ယေရှုကလူဟုတ်လား အဲ့ဒါဘာလို့သူပြောနေလဲလူတရားရာခိုင်နှုန်းဘုရားရာခိုင်နှုန်းဆိုတာ homo usias ကဒိုင်စီထရစ်ကတတ်မှတ်ထားတာလူဘုရားတရားဘုရားတရားလူတရားဒါပေမဲ့နှစ်ခုခွဲလို့မရအောင်အဲ့လူဘုရားတရားပေါင်းလည်းမနေဘူးဘာလို့လဲ immaculate conception အပြစ်မဲ့ပရိသေတွေဆိုပြီးလူစားတီခံလာ not incarnation နော် incarnation မဟုတ်ဧကဝုဖြစ်စဉ်ကကပ္ပအစတွေကကပ္ပအဆုံးတစ်ချိန်ပဲဖြစ်တယ်ယေရှုခရစ်တော်မှာပဲဖြစ်တယ်ဘယ်မှမရှိဘယ်ဘာသာမှ immaculate conception ဆိုတာအပြစ်မဲ့ virgin born virgin hyphen born အထက်မှာ dash လေးခံထားတယ်အဲ့ဒါ virgin နဲ့ born ကိုခွဲလို့မရအောင် born ဆိုရင် virgin ဖြစ်ရမယ်နော် virgin ဆိုရင်လည်း born ဖြစ်ရမယ်အဲ့ဒီ hyphen လား man god ဆိုတဲ့အနောက်ပွင့်ကြမှာ man hyphen god လို့ရေးတာအဲ့ hyphen ဆိုတာခွဲလို့မရအောင် man ဖြစ်ရမယ် man တစ်ခုတည်းဖြစ်လားမဟုတ်ဘူး god ဖြစ်ရ god တစ်ခုတည်းဖြစ်လို့လည်းမရအောင် man လည်းဖြစ်ရ virgin hyphen ဟလာ born man hyphen god အဲ့တော့အနောက်ပွင့်ကြောင်းတကောင်ပြောင်းပြန်ခွဲပြီးတော့လူသက်သက်ဘုရားသက်သက်ဆိုပြီးလုပ်တယ်အခုဒီမှာစာတန်းထိုးထားတယ်ကျွန်တော်လုပ် sharing လုပ်ထားတယ် screen sharing လုပ်ထားတယ်အဲ့ဒါကိုဆက်ပြီးတော့ကျွန်တော်ရှင်းသွားမှာဖြစ်တယ်เนาะကျွန်တော်အများကြီးရှင်းခဲ့ပြီရှေ့မှာလည်းဒီဟာသူအခုဒါကိုဘာရှင်းမှာသူဘာရှင်းခဲ့လဲဆိုတော့ကျွန်တော်နည်းနည်းပြန်နှိုးမယ်เนาะရှေ့ post မှာကျွန်တော်အဲ့ဒါရှင်းခဲ့ပြီတပိုင်းရှင်းခဲ့ပြီအဲ့ဒါဘာလဲဆိုRabani ဆိုတဲ့ဟာအဲ့ဒါ Aramic စကားဖြစ်တယ်เนาะအဲ့ရှေ့ post မှာကျွန်တော်မှားပြီးပြောခဲ့တယ်concrete လို့ပြောမဟုတ်ဘူးအဲ့ဒါ Aramic စကား Aramic ဆိုတာအခုကလားစကားတွေပြောနေတယ်เนาะအာရတ်တွေပြောနေတဲ့စကားမဟုတ်ဘူးအဲ့ဒီမတိုင်ခင်မှာယေရှုလည်းပြောတယ်သုံးခုနဲ့ပြောတယ်ဆိုတော့ရှေ့မှာပြောတာလေအဲ့ဒါ Aramic လို့ခေါ်တယ်Aramic စကားနဲ့ Rabani လို့ခေါ်တယ် Rabani ဆိုတဲ့အဓိပ္ပာယ်ကစလုံးမရှိတဲ့အတွက်ကြောင့်အဲ့version တွေပြောင်းတဲ့အကြောင်းကျွန်တော်ရှေ့မှာပြောတယ်အဲ့ဒါကိုကျွန်တော်ပြန်မရှင်းတော့ဘူးဒါပဲပြန်နှွှေးလိုက်တာအဆက်မိအောင်နော်ဘာလဲဆို Lord ဆိုတဲ့အသုံးတော့ဒါက Lord ဆိုတာပါလေအစစ်တိုက်တဲ့လူမှာဘယင်မဲ့ Alexander ဆိုတဲ့ Lord လို့သုံးတယ်စစ်ဘယင်အဲ့လို Lord လို့သုံးတယ်ဒါပဲဖျားလားဆိုမဟုတ်ဘူးဒါပေမဲ့ Lord ကိုယေရှုကိုလည်းသုံးတယ်ယေရှုကိုသုံးတော့သခင်လို့ပြောလို့သုံးလို့မရအောင်King ကိုပြောလို့လည်းမရအောင်ဘာလို့ King ကိုလည်း Lord လို့ကုန်တယ်စစ်ဘယင်ကိုလည်း Lord လို့ကုန်နော် the Lord of War စစ်ဘယင်အဲ့လိုသုံးတယ်စစ်မှာတော့ဖျားပဲအဲ့လိုမျိုးသုံးတာယေရှုကို Lord လို့ပြောတာသခင်လို့ပြောတယ်လို့သူကဘယ်အထိသုံးလို့ရတယ်ဆို YHWH ယေဟောဝါယာဝေအထိ Lord ကသုံးလို့ရတယ်ဒါအင်္ဂလိပ်စကားဟောအဲ့လိုမျိုးပြောတာဖြစ်တယ်အဲ့တော့ Rabani ဆိုတဲ့စကား Aramic စကားဖြစ်တယ်Aramic ဆိုတာကလားစကားမဟုတ်ဘူး Rabbi ဆိုတာဒီကလားစကားကိုပြောတာ Rabani ဆိုတာတေချာ Google မှာရှာကြည့်လို့ရှိရင်ဒါကျွန်တော်ဒါအချိန်မရလို့ကျွန်တော်မရှာတော့ဘူး Rabani လို့ယေရှုကအကျဉ်းချင်းပြောတယ်ဆရာယူသန်အကျဉ်းချင်းပြောအဲ့ Rabani ဆိုတဲ့စကားကသခင်ဘုရားဆိုတာဝိညာဉ်တော်တရားဆိုလို့တည်းအနောက်မှာပြန်ပြီးအနက်ဖွင့်တယ်ဩဝါဒစာသခင်ဘုရားဆိုတော့ဝိညာဉ်တော်တရားကိုဆိုလို့ဒီဝိညာဉ်တော်တရားဒီလှုပ်ချင်းချမ်းသာဧဝံဂေလိတရားကိုသခင်ဘုရားလို့ခေါ်တာအဲ့ဒါဟာယေရှုခရစ်တော်ရဲ့ body of Christ လူစားတိခံယူလာနှုတ်တော့ကတော့ယေဟောဝါယာဝေရဲ့ခန္ဓာပဲဖြစ်တယ်အဲ့ဒီစကလုံးအသုံးအနှုန်းတွေကိုသူဟာဟာလားဗျာဒိကျမ်းအခန်းကြီး73အငယ်4 5 6 9 8 9မှာရှိတဲ့ကြိုတင်ပရောဖက်ပြုထားတဲ့နော်ကြီးစွာသောစကားနဲ့ဘုရားသခင်ကိုစော်ကားတဲ့ကြီးစွာသောနှုတ်ကိုဖွင့်လာတယ်ဆိုတဲ့ဒီဗျာဒိ73 4 5 6 9ရဲ့ prophecy ဟာစံတိုးမှာပြည့်စုံပြီးတော့ဘုရားကလူမဟုတ်ဘူးလူစစ်စံတိုးဝဲဆိုတော့ယေရှုကစံတိုးလိုပဲတကိုးမရှိပလင်မရှိဆိုပြီးတုတ်ကနော်လူထီးနဲ့လူအမညာမိတ်လိုက်ဆက်ရှက်ရနေပန်းထွက်လာတဲ့တုတ်ကနေတတိတဲတဲ့ဒီကူလာငဆန်တိုးဟာ immaculate conception ဆိုရဲနော်ဧကဝုဖြစ်စဉ်တဆူတပါးဒီသောဘုရားရဲ့ခန္ဓာကိုတကောင်သူနဲ့နိုင်ပြီးတော့နော်နိုင်ငံလုံးကဘာလုံးကခရစ်ယာန်ရဲ့ခေါင်းဆိုတဲ့ယေရှုဆိုတာခရစ်တော်ကခေါင်းအဲ့တော့သေးတဲ့ပန်းနေတာကိုအာမင်လိုက်ထူးနေတဲ့အဆန်တိုးကြီးမှစားခြင်းနဲ့ဆက်စားကြနော်အဲ့တော့ကျွန်တော်အဲ့ဒါကိုရှင်းသွားမှဖြစ်တယ်သူငယ်ဒါရှင်းမှတောက်လျှောက်ရှင်းခဲ့ပြီသူငယ်ကိုသူဘယ်လိုခွဲလဲတာသူငယ်ကိုသူရလက်လို့ခွဲတယ်အဲ့ဒါအေရှာယခုနှစ်နော်အေရှာယ9အေရှာယခုနှစ်14 15 16ကိုအပိုက်တွေခွဲပြီးတော့အဲ့ဒါသူငယ်ဆိုတာသားမဟုတ်ဘူးသားဆိုတာသူငယ်မဟုတ်ဘူးသူငယ်ထဲမှာသားကဝင်စားပြီးတော့အင်ကာနေလို့ပြီးတော့ဒီလိုတကိုးပြတယ်ဆိုတဲ့ပုံသဏ္ဍာန်သူအဲ့ရနေစခွဲလာတယ်ခွဲလာပြီးတခါဘယ်အထိဆက်ခွဲလဲဆိုယေရှုကခရစ်တော်မဟုတ်ဘူးခရစ်တော်ကယေရှုမဟုတ်ဘူးယေရှုထဲမှာယေရှုရဲ့ဗလာခန္ဓာနဲ့
အဲ့တော့ဝင်ပူးပြီးတော့အလုံးလုံးပါတယ်ယေရှုရဲ့လက်ညှိုးနဲ့နတ်ဆိုးနေနဲ့ယေရှုရဲ့ပါးစပ်နဲ့ဒီလိုဥကဝင်စားတယ်ဆိုတဲ့ဒီကလာဟိုနေပေါ့နော်ဟိန္ဒူမီနင်းပွဲလို့ပေါ့နော်လူထဲမှာအဲ့အဝေဒါဆိုတဲ့ပုကဝင်စားခြင်းဝင်ပူးပြီးတော့မီနင်းတယ်ဓာနင်းတယ်ဆိုတဲ့ပုံသဏ္ဍာန်ကိုဒါခရိယန်ထဲမှာလာပြီးတော့သာသနာဖြတ်နေတာဖြစ်တယ်ပြီးတော့လူမှာဝိညာဉ်နှစ်ခုရှိတယ်ဆိုဝိညာဉ်နှစ်ခုရှိရင်ကျွန်တော်ရှင်းခဲ့ပြီလူမှာဘယ်တော့မှဝိညာဉ်မရှိဘူးကျမ်းစာမှာရှိတယ်ဝိညာဉ်တစ်ပါးနော်တက်တိကတပါးလေးရှိတယ် effect 446ကိုကျွန်တော်ကြည့်မယ်ဆိုရင်ကျွန်တော်ဖတ်ပြလိုက်မယ်လူမှာပုတ်တမန်ကျမ်းစာမှာဟာလားကျွန်တော်တို့ဒီလိုမရှိဘူးပေါ့နော်တမန်ကျမ်းစာမှာsorry ဟိုနေ့မှားတယ်ဒီမှာ sorry ခဏလေးရှေ့သွားမှာဆိုလို့မှားသွားမှာဆိုလို့ပေါ့နော်တမန်ကျမ်းစာမှာကျွန်တော်တို့ဘာပြောမလဲဆိုရင်တဆူတပါးဒီတို့ဖျားဆိုတော့အမြဲတမ်းပြောတယ်နော်အဲ့ဒါတွေကိုကျွန်တော်အခုဒါတင်ဆက်ပေးမှာဖြစ်တယ်ဖတ်ပြပေးမှာဖြစ်တယ်ဘာလို့ဆိုတော့တဆူတပါးဒီတို့ဖျားဆိုတာပါလဲပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ဖတ်ပြပေးမှာဖြစ်တယ် effect 446ပေါ့နော် effect 446မှာဘာပြောလဲဆိုတော့ကျန်းစာနဲ့ရှင်းရဘာလို့သူက poison ပေါ့နော် poison ထည့်လိုက်တဲ့အတွက်ဒီ poison ကိုအစိတ်ဖြေဖို့ဆိုတာအများကြီးဆေးဝါးတွေအများကြီးသုံးရတယ်ပေါ့နော်သူကဟို15မိနစ်လောက် poison ခတ်လိုက်တာဖြစ်တယ်အဲ့ဒါကိုကရှင်းတဲ့အခါမှာ15နာရီလောက်ကြာအဲ့ဒီ poison ကိုရှင်းဖို့အဲ့လိုပေါ့နော်ဒါသဘောပေါက်ပါတယ် medical ဟိုနေ့အရာကျွန်တော်ပြောတာဖြစ်တယ်နော် knowledge အရာပြောတာဖြစ်တယ်တော့ effect 446မှာဘာလဲဆိုတင်တို့ကိုခေါ်တော်မူသောသူနဲ့ဆက်ဆိုင်တော့မျောလင့်ခြင်းတစ်ပါးဆိုမျောလင့်ခြင်းတော့တစ်ပါးပဲရှိတယ်နော်မျောလင့်ခြင်းဆိုနော်ဟုတ်တစ်ပါးလည်းရှိတယ်မျောလင့်ခြင်းတစ်ပါးဆိုအဲ့ဒါယေရှုခရစ်တော်ကိုပြောတာနော်မျောလင့်ခြင်းတစ်ပါးတဲ့ဆိုခေါ်သွင်းတော်မူသည်နည်းအညီဆိုတာဘာကိုပြောတာလဲကိုတကူတဲ့ body ကတစ်ခုတဲ့နော်အဲ့ဒါ effect of ရစား446မှာ monotheism ဆိုတာကိုကျွန်တော် confirm လုပ်တယ်ဒီကောင်ကဝิญဉ်နှစ်ခုခန္ဓာတစ်ခုထဲမှာခန္ဓာတစ်ခုထဲမှာဝิญဉ်တစ်ခုရှိတယ်ဆိုပြီးတော့ဟိန္ဒူism ကိုပြောတာဟိန္ဒူက3.8သန်းအထိရှိတယ်လူထဲမှာ၄ကောင်ထဲမှာ၄ကောင်ဆိုတဲ့တက်ကနော်ရောမစစ်တပ်ရဲ့နာမည်လိုမျိုးအများ3000 4000ဆိုတဲ့စစ်တပ်တက်ရင်တတ်မှတ်တစ်ခုပြောတာဖြစ်တယ်ဒါမှမဟုတ်၄ကောင်ဆိုတာဝက်အကောင်2000ထဲကိုဝင်သွားတာလူတယောက်ထဲမှာအကောင်2000ထိဝင်လို့ရတယ်အဲ့ဒါပုကဝင်စားခြင်းအဲ့ဒါကိုသင်နေတာဖြစ်တယ်ရုံးမှာနော်တင်တို့ကိုတဲ့အဲ့ဒါ effect 446မှာကြည့်မယ်ဆိုရင်တင်တို့ကိုခေါ်တော်မူသောသူနဲ့ဆက်ဆိုင်ခေါ်တော်မူခြင်းနဲ့ဆက်ဆိုင်သောမျှော်လင့်ခြင်းတစ်ပါးတည်းသို့ခေါ်သွင်းတော်မူပြီးရင်ကိုတကိုတဲ့ one ပဲရှိတယ် body က one ပဲရှိတယ်ဝိညာဉ်တဝိညာဉ်နဲ့ one ဝိညာဉ် one spirit ပဲရှိတယ်အဲ့တော့ဝိညာဉ်နှစ်ခုရှိပါတယ်လို့တော့ကြောင်လိန်ကြောင်စားလုပ်နေတယ်အဲ့ဒါစံတိုးချီမှစားမှကယ်တင်ခြင်းရမယ်ဆိုရင်ဆက်စားနော်ကျွန်တော်ကတော့ဒါတာဝန်ရှိလို့ကျွန်တော်ပြောခိုင်းတဲ့ force တစ်ခုရှိနေတယ်ကျွန်တော်မှာအဖြစ်စည်းမှုရှိနေတဲ့အတွက်ကျွန်တော်ပြောနေတာဖြစ်တယ်တစ်ဆိုင်မှမှာနော်အဲ့တော့ဝိညာဉ်တဝိညာဉ်နဲ့ရှိတယ်တဲ့ဘုရားသခင်ဆိုရင်တပါးလေးရှိတယ်သခင်ကလည်းတပါးပဲရှိတယ်ယုံကြည်ခြင်းကလည်းတပါးပဲရှိတယ်ဗတ္တိဇံကလည်းတပါးပဲရှိတယ်ခတ်သိန်းတို့ငါတို့ဤအဖဖြစ်တော့ခတ်သိန်းတို့အဖဖြစ်တော့ဘုရားသခင်တဆူတဲ့အဲ့ဒါရှီမာဣသရေလကိုပြန်ပြောတာဖြစ်တယ်ရှင်မာဂုခရစ်အခန်းကြီး7အငယ်29မှာယေရှုခရစ်ကအိုဣတေလာမျိုးတင်တို့ဘုရားသခင်ထာဝရဘုရားတဆူပဲရှိတယ်တပါးလေးရှိတယ်ဆိုတော့အတိအလင်းတကလေးလို့တယ်တရားဟောအကြအခန်းကြီးအခန်းကြီး6အငယ်4မှာအဲ့ဒါရှီမာဣသရေလဖြစ်တယ်တင်းချစ်ကဲ့သို့ချစ်ထားပါဆိုလို့ဣသရေလတွေကတကားအပွင့်ထက်မှာတရေအိတ်ထဲမှာအဲ့ဒီကျမ်းစာလေးကိုထည့်ထားတယ်ခြုံဆောင်မှာအများတင်းချစ်ကဲ့သို့ထည့်ထားတယ်စူတော်အားကြီးသောဘုရားဆိုတဲ့အဲ့ဒီပညာဟောအဲ့ဒါကိုဒီကောင်ချိုးဖောက်နေတာဖြစ်တယ် one pot ဆိုတော့ချိုးဖောက်ပြီးဝိညာဉ်နှစ်ပါးရှိတယ်ဆိုရုံးပါဆိုတင်နေတာဖြစ်တယ်ပုကဝင်စားခြင်းကိုတင်နေတာဖြစ်တယ်အဲ့တော့ဝိညာဉ်တစ်ပါးလည်းရှိတယ်သခင်တစ်ပါးလည်းရှိတယ်ယုံကြည်ခြင်းတစ်ပါးဗိဇာတစ်ပါးခတ်သိမ်းသောငါတို့၏အဖဖြစ်တော်မူသောဘုရားသခင်ရှီမာဣသရေလဆိုတဲ့တဆူတစ်ပါးတီးသော 1% ဘုရားပဲရှိတယ်ထိုသခင်ဒီခတ်သိမ်းသောငါတို့အပေါ်မှာရှိတော်မူ၏ခတ်သိမ်းသောငါတို့အပေါ်မှာနှံ့ပြားတယ် omnipresence ဖြစ်တယ်နော်ကောင်းကင်မှာရှိတယ်မြေကြီးမှာလည်းရှိတယ်သမုဒ္ဒရာမှာလည်းရှိတယ်မရဏမှာရှိတယ်ပရဒိတုပုံမှာရှိတယ်အမြဲ everywhere universe တစ်ခုလုံးမှာကိုရိုနဲ့လွတ်တဲ့နေရာအောင်မရှိဘူးအဲ့ဒါ omnipresence လို့ပြောတယ်အဲ့ဒါကိုဒီကောင်လူထဲမှာလာထည့်ပြီးတော့ဝူပူလိုက်ခတ်လိုက်ခွာလိုက်ဝင်လိုက်ထွက်လိုက်နေincarnation တော့နော်ဒီဟိန္ဒူမီးနင်းပွဲဟိုအဖေတာဝင်ပူးတယ်လို့ဒီကောင်ဒါဟိုဒီကောင်မိစ္ဆာအယူကိုတက်သွင်းနေတာဖြစ်တယ်
ခတ်သိန်းသောငါတို့ပေါ်လှန်ပြခတ်သိန်းသောငါတို့အထဲ၌လည်းရှိတယ်ဆိုတော့ပုကဝင်စားခြင်းကိုပြောတာမဟုတ်ဘူးကျွန်တော်ရှေ့မတဖို့ဆိုတာအဲ့ဒါရှင်းခဲ့ပြီနော် not incarnation incarnation ဆိုတာဥပမာစံတိုးထဲမှာခွေးဝိညာဉ်ဝင်လာရင်စံတိုးသဘောကျကြမှကျကြသူကခွေးကကြီးစားတယ်စားရင်စံတိုးသဘောကျကြမှကျကြသူကအဲ့ဒါကြီးစားတာအဲ့ဒါ incarnation ခေါ်တယ်နော်ဒီငါတို့အထဲမှာကိန်းဝတ်တယ် dwelling among us ဆိုကျွန်တော်ရှင်းပါလဲရှင်းခဲ့ပြီပြန်ရှင်းပြမယ်ဒါခရိယန်နေနားမလဲဘူးဖြစ်အဲ့ဒါပူးကဝင်လာခြင်းမဟုတ် dwelling among us ဆိုတာဂိုင်းဆက်ခွင့်အပြင်စွန့်ပေးတယ်နော်တားရဲ့အဖြစ်တော့ဂိုင်းဆက်ခွင့်အပြင်စွန့်ပေးခြင်းကိုလောင်တာဆွဲဝန်ခံခြင်းအဖြစ်နော်သူက personality personal ဟိုတဲ့မော်နော် choice လို့ခေါ်တယ်မိမိကိုယ်ပဲရွေးချယ်ပိုင်ခွင့်နော် human right ကိုသူကမတားဆီးဘူးဒါကပူးကဝင်စားခြင်းဆိုတာစံတိုးထဲမှာခွေးဝိညာဉ်ဝင်ပြီးပူးကဝင်စားတဲ့အခါမှာစံတိုးသဘောမကျပဲလေခွေးကအတင်းစားတိုင်းအတင်းကျခွေးချီးစားတာအဲ့လိုမျိုးထွက်သွားတဲ့အခါကျတော့သူစားခဲ့မှလည်းသူမသိဘူးအဲ့လိုမျိုးပူးကဝင်စားခြင်းဖြစ်တယ်အဲ့ဒါကိုတင်းနေတာဖြစ်တယ်အမှန်မှန် Christianity ကပူးကဝင်စားခြင်းမဟုတ်ဘူးကျွန်တော်ရှေ့မှာရှင်းလာပြီဂိုင်းဆက်တာဖြစ်တယ်လူတယောက်ကကိုယ်ပိုင်ရေးချယ်ပဲအခွင့်အလမ်းကိုဘုရားသခင်ကတန်ရှင်းသောဝိညာဉ်တော်ကဝင်ပူးကပ်ပြီးတော့ဒီအတင်းချီးမစားခိုင်းဘူးအကြံပေးတယ်လမ်းပြတယ်ဟလာဥဆောင်တယ်ကိုယ်ကားတယ်ဆောင်မတယ်ဆိုအတူရှင်တွဲပြီးတော့ grafting လို့ပေါ့နော်ဂိုင်းဆက်ခွင့်ပေါ့ပါပင်စီယာသူ့ရဲ့ဂိုင်းမှာအပြစ်လည်းမရှိဘူးနော်သူ့မှာအသက်သွေးလမ်းကြောင်းလည်းမရှိဘူးဒါပေမဲ့အဲ့ဒီ body of Christ ဆိုတဲ့နော်လူစားဒီခိုင်ပဲနှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခံလာ YHWH ရဲ့ခံလာ body of Christ ဆိုတာဂိုင်းဆက်ခွင့်ကိုစွန့်ပေးတဲ့အခါနောက်နောက်ဆွဲပြီးဝန်ခံလိုက်တဲ့အခါမှာအဲ့ဒီဂိုင်းဆက်ခွင့်မှာသူ့မှာအမြင့်မရှိပဲနဲ့အဲ့ပင်မရေးစီအမြင့်ကနေသူ့ကိုအစာရည်စာထောက်ပံ့တယ်ဝิญဉ်ရေးကထောက်ပံ့တယ်ဒါသူ့ရဲ့အစာရည်စာကိုထောက်ပံ့တာဖြစ်တယ်ဒါပေမဲ့ဒီအပင်ကိုဘာအတီးတီးညာအတီးတီးဆိုပြီးသူကအချီးမစားခိုင်းဘူးဥမာစောစောကျွန်တော်ပြောစံတိုးတန်းမှာခွေးဝိညာဉ်ဝင်ပြီးစံတိုးအတင်းချီးစားခိုင်းတယ်အဲ့ဒါ incarnation ဖြစ်တယ်နော်ဒီ dwelling among us in him within by him ဆိုတာ Christianity is not incarnation ပုကဝင်စားခြင်းမဟုတ်ဘူးအဲ့ဒါဂိုင်းဆက်ခွင့်အားဖြင့်တော့ဒါpersonality personal affect ဘယ်တော့မှအာဓမလူအခွင့်အရေးကိုမချိုးဖောက်ဘူးဒါကြောင့်မို့အာလန်နဲ့အေဝါသူတို့ရွေးချယ်ပိုင်ခွင့်နဲ့သူတို့စားသွားတာဖြစ်တယ်နော်အဲ့ဒါကိုမစားနဲ့ဆိုပြီးတားထားတဲ့ဒီလိုပုကဝင်စားခြင်းမျိုးကိုကျွန်တော်သင်နေတာဖြစ်တယ်နော်အဲ့ဒါကြီးကျွန်တော်ဆက်သွားမှာဖြစ်တယ်နောက်တစ်ခုကဒါတချို့တော့ဘာလဲဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်ဆက်ပြောမှာဖြစ်တယ်အေးဖက်မှာအဲ့လိုပြောသလိုပေါ့နော်အများကြီးပြောတယ်ပေါ့နော်နောက်တစ်ခါအေးဖက်ပြီးတော့တိမောသေဩဝါဒစာတိမောသေဩဝါဒစာ6:15တိမောသေဩဝါဒစာပထမဆုံးအခန်းကြီး6အငယ်15နဲ့16မှာပါတော့တယ်အဲ့မှာကျွန်တော်ဖတ်ပြလိုက်မရဏနဲ့ကင်းလို့တော့သူတပါးဒီဖြစ်တယ် one ပဲဖြစ်တယ်တပါးဒီဖြစ်တော်မူတာတော့အဘယ်သူမှမချင်းကနိုင်တော့အလင်း၌နေတော်မူတာတော့ဘယ်သူလဲယေရှုခရစ်တော်လူစားဒီကရဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ YHD ကိုရှီမာဣသရေရဲ့ခန္ဓာ bodies of Christ ဖြစ်တယ်အဲ့ဒါဂိုင်းဆက်ခွင့်အပြင်စွန့်ပေးတဲ့ sonship သားရဲ့အဖြစ်တော်ကိုစွန့်ပေးတာလူကိုဖျားဖြစ်ခွင့်မပေးဘူးကန့်တတ်ထားတာဖြစ်တယ်သားရဲ့အဖြစ်တော်ကိုစွန့်ပေးတဲ့အတွက်သားအဖဆက်ဆံရေးခမီးတော်နဲ့သားတော်ဆက်ဆံရေးကိုလာတင်ပေးတာ communication pathway ကိုတင်ပေး teaching လုပ်တာဖြစ်တယ်အဲ့ဒါကိုနားမလည်ပဲနဲ့ပေါက်ပန်းစီဒီလိုပြောနေတာပေါ့နော်ဝင်ပူးတဲ့ပုံစံမျိုးပြောနေတာအဲ့ဒါအလင်းနဲ့နေတော်မူတော့အဘယ်သူမှမမြင်နိုင်တော်မူထတော့မင်္ဂလာရှိတော်တပါးတီအရှင်ဖြစ်တော်မူတော့ဆိုရှီမာဣသရေကိုပြန်တော်တယ်တခင်တကားတို့ဤတခင်ကာလအချိန်ရောက်တော့အခါတခင်ယေရှု၏ထင်ရှားပေါ်ထွန်းခြင်းကိုပြတော်မူလေထိုဘုရားသခင်သည်တခင်ယေရှုသည်ဤထင်ရှားပေါ်ထွန်းခြင်းကိုပြတော်မူပြီးဆို16မှာပါပြောတယ်ထိုဘုရားသခင်လို့ပြောပြအဲ့သခင်ယေရှုကအခုပြောနေတဲ့ထိုဘုရားသခင်သည်ဒါဝရဘုံတရေအစွမ်းတတ္တိရှိတော်မူစေတည်းအာမင်လို့ပြောသွားတာဖြစ်တယ်အဲ့ဒါတိမောသေဩဝါဒစာပထမဆုံးခန်းကြီး6အငယ်15-16ပါဒါသူပြောနေတာမိစ္ဆာအယူဆိုတော့အတိလင်းကျမ်းစာပယ်ချနေတာဖြစ်တယ်အဲ့ဒါဆက်ကြည့်အောင်ပါတော့လေဟုတ်တယ်လေလူတရားရာခိုင်နှုန်းလေလူစစ်ပဲခရစ်တော်ကြည့်ဖျားဟုတ်လားဖာသိရှင်ဟုတ်လားဖျားတရားရာခိုင်နှုန်းဟုတ်လားဒါဆိုယေရှုခရစ်တော်လို့ပြောရင်လူတရားဖျားတရားခွဲလိုက်လေဟဲ့လားလူတရားဖျားတရားဆိုတာအဲ့ဒါနိုင်စီခရစ်ကပြောတဲ့နော်ဘာ polycarp တို့နော် polycarp တို့နော်အများကြီးရှိတယ် Alexandra တို့ဘုန်းကြီးတွေဒါဒီဘက်ကနေခံရတာSound Doctrine ဘက်ကနေခံရတဲ့ဘုန်းကြီးတွေ Athanasius တို့အဲ့ဒါဒီကောင်အခုပြောနေ
အရိယဆိုတဲ့ပုံကြီးအဲ့ဒါအရိယနဲ့စင်အရိယနဲ့ယေရှုကခရစ်တော်မဟုတ်ယေရှုထဲမှာခရစ်တော်ဝင်ပူးတာဆိုတာအဲ့ဒါ AD 330လောက်ထဲကအဲ့ဒီအရိနီယဆိုအရိယဆိုတဲ့ပုံကြီးကိုဒီကောင်ပြန်ချီအောင်ရင်လူပြောတာကျွန်တော်တောက်လျှောက်ပြောလာပြီနော်အဲ့ဆန်တိုးချီမှစားခြင်းတယ်ဆိုရင်ငရဲလိုက်ဆန်တိုးချီလည်းစားရမယ်ငရဲလည်းလိုက်သွားကြတော့အဲ့ဒါကိုဒီကောင်ပြန်ပြောနေတာနှစ်ခုနှစ်ပါးခွဲနေအမှန်မှန်အဲ့ဒါ heterousias Nicene Creed က heresy လို့အတိလင်းကြည့်ကြတာ AD 325 330လောက်နော်အဲ့ဒါသူအခုပြောနေတာ heterousias ဖြစ်တော့ဒီဘက်မှာအဲ့ဒီသူတို့အဖွဲ့အဖြစ်ဒီဘက်မှာလဲ68ရာခိုင်နှုန်းတော့ဒီနှစ်ချင်းနေရောပါဂိုင်းပေါင်းဆိုတာအဲ့3-5ပုဂ္ဂိုလ်တီးခြား3ပါးရှိတယ်ဆိုတော့ homoousias ဆိုရင်အဲ့တလုံးပါအဲ့ဒါလည်း heresy ပဲအဲ့ဒါဘယ်သူတွေအခုတရားပြောနေလဲဆိုရင်9မိနစ်မြတ်နေလို့တော့မအမကန်ကျ Rama လို့ Sobertrade လို့ David King အများကြီးပဲအဲ့ဒါရောရှုဝေစာအေးမေဒီသွေးဇော်လင်းအောင်ဟလားDavid ကိုပင်ကလားဟလားစော်တီဟာအဲ့ဒါမေးကြည့်လိုက်ပုဂ္ဂိုလ်တီးခြား3ပါးရှိတယ်လို့ပြောတယ်ပြီးရင်အဲ့တီးခြား3ပါးကိုယေရှုကိုဖျားလို့ပြောပြီးနောက်ဆုံးလဲကြောင်း3ကပေါင်းမိုးမလင်းရဲ့နောက်ဆုံးပိတ်ဇတ်သိန်းကလည်းကြောင်းအဲ့ခမဲတော့ဖျားဘွားသူတို့ဖန်ဆင်းလိုက်ပြီအဲ့ခမဲတော့ဖျားဘွားပုဂ္ဂိုလ်တီးခြားတော့ပါပြီဒါတော့ဖျားဘွားဟိုအလိုက်သူတို့ပြစ်ကျွေးကန်ကျွေးအတိတ်နာကပြစ်ဆို့ပါရအချိန်ရင်းအမေလားအဲ့သားတော့တီးခြားဖျားဘွားထဲမှာထည့်အပ်ပြီးထည့်ပြီးတော့ခမဲတော်တင်ပြီးတော့တတ်ပြီးတော့အကွက်မြက်ပြီးတော့တရားစီရင်အပြစ်ပေးပြီးတော့ကားလိုက်တယ်တရားစီရင်အပြစ်ပေးမျက်နှာလွှဲဆွန့်ပစ်လိုက်ပါပြီအဲ့ထဲမှာငါတို့အပြစ်တွေပါသွားပြီဆိုပြီးဖယဘွားအုံလေလူယာအုံဘာအုံဆိုတာဒါဟိန္ဒူကျွန်တော်စော်ကားတာပုံအုံဆိုတာဟိန္ဒူကတော်တော်သူတို့ယူလာတာအဲ့ဒါကြောင့်ဒီကောင်ကြီးကဟာလေလုယာမဟုတ်အုံဟာလေလုယာအုံဂျူးဖယားတကူဂျူးကျမ်းစာတကူတဆူတစ်ပါးကျမ်းစာကိုကိုးတယ်တဆူပါဘုရားကိုကိုးတယ်ကိုးပြီးတော့ပုဂ္ဂိုလ်3ပါးလုပ်တယ်ပုဂ္ဂိုလ်5ပါးလုပ်တယ်တီးခြား5ပါးလုပ်တယ်အခုစံတိုးက5ပါးလုပ်တာဒီဘက်မှာအဲ့9မိနစ်မြတ်နေလို့ software trade လို့နော်အဲ့နောင်မအကရ RAM လို့ David King အများကြီးပဲအဲ့ဒီဘက်က68ရာခိုင်နှုန်းဆိုမေးလိုက်မယုံမေးလိုက်အဲ့ပုဂ္ဂိုလ်တီးခြား3ပါးရှိတယ်ဟောအဲ့တော့ကျွန်တော်ဆက်ပြီးတော့ကြည့်အောင်အဲ့ဒါပြောတာပေါ့လူ100ရာခိုင်နှုန်းဖျား100ရာခိုင်ရှင်းနေတာပဲရှင်းတယ်အဲ့ဒါပါ mix လုပ်တာအဲ့ဒါကNicene Creed ကပြောတဲ့hypostatic union လို့ခေါ်တယ်ခွဲထုတ်လို့မရအောင်အဲ့ဒီလူတရားဖရားတရားကလူဖရားတရားတတ်ဖရားတရားတတ်လူတရားနဲ့ဖရားတရားနှစ်ပိုင်းကိုလာပေါင်းတာလည်းမဟုတ်ခွဲထုတ်လို့လည်းမရအောင်ပေါင်းစားလို့လည်းမရတယ်တသားတွေဖြစ်နေတယ်ခွဲထုတ်လို့မရပေါင်းစားလို့မရအလဲမှာ hyphen ခံထားတယ် man god ဆိုတာအဲ့ဒီ hyphen နဲ့ဒီ theology rule အရာနော်တရားစီကံအရာ hyphen လာဘာလို့ထည့်တာလဲ man hyphen god ဆိုကျွန်တော်ရှင်းမယ်ရှင်းခဲ့ပြီခွဲထုတ်လို့မရအောင် man တတ်တာ god တတ်တာမဟုတ်နော် man ဖြစ်ရမယ် god လက်တပြိုင်တည်းဖြစ်ရမယ် and logic ဆိုကျွန်တော်ပြောခဲ့ပြီ 1.1 is equal to 1 1 plus 1 is equal to 1 a and b is c a is c b is c a also c b also c နော်အဲ့ဒါ feeling ဖြစ်မှာဒါ if and only if လို့ခေါ်တယ် vice versa လို့ခေါ်တယ် and logic လို့ခေါ်တယ်အဲ့ဒါကိုဒီကောင်ခွဲထုတ်ပြီးတော့ဒီကောင်ဘယ်လိုခေါ်မလဲအနေဖွင့်ကြမ်းအောင်လေဒီကောင်လိန်တာဖြစ်တယ် high van ဆိုတဲ့အတိတ်ပဲကိုလေဒီကောင်နားမလဲဘူးတော်သားရဲ့ဆွဲထုတ်မရပေါက်ပန်းသေးတာဆန်တွေကိုလိန်တာဆန်တွေကအာမင်ထူးပြီးတော့သူတို့ဒီကိုထိကျွန်တော်လာဆဲနေတာဆက်ကြတော့ထပ်ပြောမယ်လူ100ရာခိုင်နှုန်းလို့ပြောကြည့်ရင်ကျွန်တော်မေးမယ်နော်လူလို့ပြောကြည့်ရင်ဘုရားစဉ်းစားခန္ဓာကိုယ်ပါတော်သူကိုလူခေါ်လားလူဝိညာဉ်ရှိတော်သူကိုလူခေါ်လားလူဝိညာဉ်မရှိဘဲနဲ့သူ့ကိုဘလုံးမှလူလို့ခေါ်လို့မရဘူးတရိစ္ဆာန်တကောင်လူလို့ခိုင်းလို့ရတယ်တရိစ္ဆာန်လူလို့ခိုင်းရောလူဝိညာဉ်မရှိလို့ခေါ်လို့မရဘူးတော့သွားကြည့်ခွေးနဲ့နိုင်တယ်ယေရှုမှာလူဝိညာဉ်မရှိဘူးဆိုရင်ယေရှုကခွေးပဲလို့သူပြောနေတာခွေးမှာလူဝိညာဉ်မရှိဘူးလို့ပြောယေရှုကလူစစ်စစ်ဖြစ်လူဝိညာဉ်ရှိရမယ်အဲ့ဒါကျွန်တော်ဘာနဲ့ရှင်းမှာလဲနှုတ်ကပတ်တော်ဒီလူစားတီခိုင်ပဲနှုတ်ကပတ်တော်ဆိုတာဘာစကားဒီဝိညာဉ်ဖြစ်တယ်အဲ့နှုတ်ကပတ်တော်ဖန်ဆင်းခြင်းဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်ကဘာဖြစ်လဲဝိညာဉ်ဖြစ်တယ်ဝိညာဉ်ဆိုတာအဲ့တဝိညာဉ်လည်းရှိတယ်အဲ့ဒီဝိညာဉ်ဟာဘုရားပဲငါဝိညာဉ်ဘုရားသခင်တဆူတော်ဘာကြီးရောဘုရားအဲ့ဒါနှုတ်ကပတ်တော်ပဲဖြစ်တယ်
နော်နှုတ်ကပတ်တော်ကလည်းဘုရားသခင်ဖြစ်တယ်ဆိုတာနံဝိညာဉ်ကလည်းဘုရားသခင်ဖြစ်တယ်အဲ့နံဝိညာဉ်ကနှုတ်ကပတ်တော်ဖြစ်တယ်အဲ့နှုတ်ကပတ်တော်ကလူအဖြစ်ခံယူလာတယ်ဆိုဘုရားရှင်စိတ်ကလူဖြစ်လာတယ်နော်အဲ့ဒါဘယ်မှာတက်ကိတ်ခံမှန်သောကိုယ်ွယ်ခြင်းနဲ့တဲ့သောအရာတွေဘယ်ရာဖြစ်တယ်ဘာလို့ဒီငင်းကိုရမရှိနော်အဲ့ဒါ6-4လောက်မှာရှိမှန်းတယ်ဝိညာဉ်တော်ဒီတမာတရားဖြစ်တဲ့တက်ခံတယ်တေရောဩဝါဒစာရှင်ရောဩဝါဒစာပထမဆုံးအခန်းကြီး9-6မှာတက်တာဒီကြမ်းချက်ရှိတယ်ပေါ့နော်ဝိညာဉ်တော်ဒီတမာတရားဖြစ်တဲ့တက်ခံတယ်ဆိုဝိညာဉ်တော်ဆိုတာဘာလဲနှုတ်ကပတ်တော်နှုတ်ကပတ်ဘာလို့နှုတ်ကပတ်တော်လို့ကျွန်တော်ပြောလဲဆိုရင်နှုတ်ကပတ်တော်ကဘာလဲဝိညာဉ်ဖြစ်တယ်ဖန်ဆင်းခြင်းကဘာလဲဝိညာဉ်ငါစကားဒီဝိညာဉ်ဖြစ်တယ်လို့ယေရှုကပြောတယ်ဝိညာဉ်လည်းဖြစ်တယ်အသက်လည်းဖြစ်တယ်အသက်ဆိုတာထာဝရအသက်ကိုပြောတာအဲ့ထာဝရအသက်ဆိုတာငါစကားတဲ့ယေရှုကသူ့ကိုယ်တိုင်ပြောတာငါစကားဒီဝိညာဉ်ဖြစ်အသက်လည်းဖြစ်သို့တော်လည်းမယုံကြည်သူအချို့ဆန်တိုးငါဆန်တိုးလို့ရှိတယ်လို့အတိအလင်းတကယ်လောက်တာမယုံဘူးဘာလို့လဲငါစကားငါနှုတ်ထွက်စကားပါဝိညာဉ်ဖြစ်သွားမယ်ဘာဝိညာဉ်လဲတဆူတဘာတီးသောဘုရားရဲ့ဝိညာဉ်နော်ငါစကားဒီဝိညာဉ်ဖြစ်တယ်အသက်လည်းဖြစ်တယ်အဲ့ဒါဘယ်မှာသွားပြီးတော့ကျွန်တော်အဲ့ရှင်ဟောဩရစာပထမဆုံးအခန်းကြီး9-6ဝိညာဉ်တော်ဒီတမာတရားဖြစ်လက်တက်တည်ခံတယ်ဆိုတာဘာလဲဝိညာဉ်တော်ဆိုတာတဆူတဘာတီးသောမုံတို့တီးစင်တဆူတဘာတီးသောဘုရားငါဝိညာဉ်ဘုရားသခင်ငါဝိညာဉ်ဘုရားသခင်ဖြစ်တယ်တစ္ဆာနဲ့လည်းကောဘုရားသခင်အဘယ်သူမှမမြင်ဆိုဘုရားသခင်နာဝိညာဉ်ဖြစ်တယ်တစ္ဆာနဲ့လည်းပိုးွယ်ရမယ်လို့ဒီလိုပြောထားတာဖြစ်တယ်အဲ့ဒီနာဝိညာဉ်မမြင်ဘူးတဲ့ဘယ်လူမှမမြင်ဘူးတဲ့အဲ့နာဝိညာဉ်ဘုရားသခင်ယေဟောဝါယာဝရတမန်တရားယေရှုဖြစ်လာတယ်လို့ရှင်ယောဟန်ဩဝါဒစာပထမဆုံးအခန်းကြီးကအငယ်6ပါတေယောလေး14ကိုအတိလင်းပြောတယ်တေယောလေး14မှာပြောဘာပြောလဲအိုလာကို sas agnedo အိုလောကို sas agnedo evan caro fatan eso inspiration လို့ကနှုတ်ကပတ်တော်ဒီလေလူစားတိဖြစ်ကိုခံယူကျေးဇူးတော်နဲ့တစ္ဆာတော်ပြည့်စုံငါတို့တွေတည်နေတယ်ဆိုတာပါဧကာတိလို့တော့မဟုတ် darling aman us ဆိုတော့ဆိုတော့ပြောပြီးဂိုင်းဆက်တာအတူရှင်တွဲနေတယ် incarnation ဆိုတာရှိခွေးဝိညာဉ်ကစံတိုးထဲမှာဝင်ပူးပြီးတော့ဝုန်းအော်ပြီးတော့ချီးစားတာစံတိုးကြိုက်မကြိုက်အတင်းချီးစားတာအဲ့ဒါ incarnation ခေါ်တယ်နော် darling aman us ဆိုတာအဲ့လိုလူတယောက်ကရွေးချက်ပိုင်ခွင့်ကိုမကန့်တာအတင်းအားမမလို့အဲ့ဒါကို Christianity is not incarnation ကိုကျွန်တော်အတိအလင်းတကယ်လုံးနေတာဖြစ်တယ်နော်အဲ့ဒါကိုနားလည်ဖို့လိုတယ်အဲ့တော့ဝိညာဉ်တော်ကတမာတရားဖြစ်လက်တက်ခံတယ်တဲ့တဆူတော်ဘာဒီတဲ့ဝိညာဉ်ဖြစ်တယ်အဲ့ဒီဝိညာဉ်ကပါလေယေရှုဖြစ်လာတယ်လို့ရှင်ဝါဩဝါဒစာပထမဆုံးအခန်းကြီး9-6မှာအတိအလင်းဝိညာဉ်တော်တမာတရားဖြစ်လက်တက်ခံတယ်ယေရှုဖြစ်လာတာလို့ပြောတယ်နောက်တစ်ခါရှင်ဟောခရစ်ဝင်ကျအခန်းကြီး7အငယ်7မှာကိုရောဒီတမာတရားဖြင့်တမန်အားဖြင့်နဲ့တန်ရှင်းစီတော်မူပါကိုရောဤနှုတ်ကပတ်ဒီတမာတရားဖြစ်ပါ၏ဟောအဲ့ဒါလေးကျမ်းချက်လေးကျွန်တော်ရှာပြီးပါကြာမှာဆိုကျမ်းချက်လေးတွေရှာနေတယ်အလွတ်ပြောနေကြတယ်ကိုရောဤတမာတရားရှင်ဟောဟာရှင်ဟောခရစ်ယာန်အခန်းကြီး7အငယ်7မှာကိုရောဤတမာတရားအားဖြင့်သူတို့ကိုတန်ရှင်းစေပါကိုရောဤတမာတရားတဆူတဘာဒီတို့ဖေယလူစားဒီကံပဲနှုတ်ကပတ်တော်ဒီဟောအရာရဲ့ bodies of Christ အဲ့တမာတရားဖြစ်လာတယ်လို့ပြောအဲ့ဒီဘန်ကာရိုဖက်တန်နဲ့ဆိုတာနှုတ်ကပတ်တော်ဒီလေလူစားဒီဖြစ်ကိုခံယူပဲဆိုတာကိုပြောတာဖြစ်တယ်အဲ့ဒီဟာတမာတရားယေရှုဖြစ်လာတယ်သူတို့ကိုတန်ရှင်းစေတော်မူပါဆိုတော့ဗာအပြစ်မှလှုပ်ချင်းတာအဲ့ဒီ bodies of Christ တမာတရားယေရှုရဲ့ခန္ဓာဖြစ်တယ်ကိုရောဤနှုတ်ကပတ်ဒီတမာတရားဖြစ်ပါတယ်နှုတ်ကပတ်ဆိုတာငါစကားဝိညာဉ်ဖြစ်တယ်အသက်လည်းဖြစ်တယ်အဲ့ထာဝရအသက်ဆိုတာတဆူတဘာဒီလို့ definition ဖွင့်လာဖြစ်တယ်နော်အဲ့ဒီထာဝရအသက်ကပါတယ်ယေရှုကသူ့စကားဆိုသူ့ရဲ့နှုတ်ထွက်ကဝိညာဉ်ဖြစ်တယ်နှုတ်ထွက်ဝိညာဉ်ဖြစ်တယ်ဝိညာဉ်ဖြစ်တယ်အဲ့နှုတ်ကပတ်တော်ဝိညာဉ်ဖြစ်တယ်အဲ့ဝိညာဉ်ကဘာဖြစ်လာတမာတရားယေရှုဖြစ်ပြီးတက်တဲ့ခန္ဓာဖြစ်တယ်ရှင်ရောဩဝါဒပထမဆုံးမှာကျွန်တော်ဆိုတော့ထိုသခင်ကရေအားဖြင့်၎င်းအသွေးအားဖြင့်၎င်းကြွလာမှာယေရှုခရစ်ရေအားဖြင့်၎င်းဆိုတော့နောင်နာနေဆိုင်တဲ့ဗက်ဒီဆောင်ကိုပြောတာဖြစ်တယ်ကြော်လို့မရဘူးအသွေးအားဖြင့်ဆို blood cover နဲ့ငါအသွေးကိုမစားအသားကိုမတော့တင်လို့နိုင်အသက်မရှိဘူးငါအသားကိုမစားဘူးဆိုတာ what began flesh ကိုပြောတာအဲ့တော့ဝင်မခံဘူးနှုတ်ကပတ်တော်ကလူစားပြီးခံယူတယ်ရေဩဝါရှာဝေးခံတာ body of Christ ဖြစ်တယ်လို့ပြောဝင်မခံဘူးဆိုရင်ငါအသားကိုမစားငါအသားကိုမစားကောင်းငင်ကဆင်းသက်တော်မဟုတ်တင်လို့မစားတဲ့အတွက်တော့တင်လို့ကမောရှိရတဲ့ကောင်းကင်မုံကိုမပေးမှန်တော့ကောင်းကင်မုံဖြစ်တယ်အဲ့ဒီမုံကိုမစားတဲ့လူကငါအသားကိုမစားအသွေးကိုမစား black carbon နဲ့မဟုတ်ဘူးမင်းတို့ကအသက်မရှိဘူးထာဝရအသက်ကိုမရ
ဒါတဆူတပါးတဲ့ဖះကိုမသိအောင်အတွေ့အဖြစ်ကြွလာမှာတက်တေကဟိုမှာဝိညာဉ်တော်ဒီတမာတရားဖြစ်လက်တက်တေကလည်းဆိုရှင်ကဩရစာပထမဆုံးအခါကြီးကအငယ်6ဝိညာဉ်တော်ကတမာတရားအဖြစ်တက်တေခံတယ်ပြောတယ်ဖြစ်တယ်နော်အဲ့ဒါလေးကိုကျွန်တော်ဆက်ပြီးတော့ဗာလဲအဲ့ဒါဘာကြောင့်ကျွန်တော်ဖတ်ပြလိုက်တာလဲဆိုတော့ဒါဟာဝိညာဉ်ဟာနှစ်ဝိညာဉ်မရှိဘူးအဲ့ဒီဝိညာဉ်ဟာယေရှုမှာလူဝိညာဉ်တတ်မရှိဘူးဘာကြောင့်လဲသူကလူစစ်ဖြစ်ဝိညာဉ်ရှိရမယ်လို့ပြောတယ်ခွေးဖြစ်လူဝိညာဉ်မရှိဘူးခွေးပဲလူဖြစ်လို့ရှိရင်လူဝိညာဉ်ရှိရမယ်လို့ပြောတယ်ယေရှုလူဝိညာဉ်ရှိရင်ဗာလဲဘုရားဝိညာဉ်တတ်ဝင်ပူးပါတယ်လို့ပြောနေတာဖြစ်တယ်အဲ့တော့ကျွန်တော်ကတမန်ကျမ်းစာဒါဟာincarnation မိစ္ဆာအယူလို့ကျွန်တော်ဒါအခုပေါ်ပြလာဖြစ်တယ်ဘာကြောင့်ဒီဟာကိုကျွန်တော်ဖတ်ပြလာလဲဆိုဝိညာဉ်တော်ဒီဟာတမန်တရားယေရှုဖြစ်လာတယ်ဆိုအဲ့ဒီဝိညာဉ်တော်ဟာယေရှုထဲမှာအဲ့ဒီတဆူတပါးဒီတော့ဝိညာဉ်ကလွယ်ပြီးနောက်ဝိညာဉ်တစ်ခုရှိဖို့မရှိတော့ရှိတယ်ဆိုရင်အဲ့ဒါ incarnation Hinduism ဖြစ်တယ်ရှက်ဒီအကြောင်းကိုသူပြောနေတာအဗေဒါအကြောင်းကိုပြောနေတာဖြစ်တယ်အဲ့ဒါမိစ္ဆာအရှုဖြစ်တယ်ဆိုတဲ့အကြောင်းအဲ့ဒါကိုကျွန်တော်ကျမ်းစာတွေကိုဖတ်ပြရတယ်နောက်တစ်ချက်က B ပေါ့နော်မှန်သောကိုးကွယ်ခြင်းနဲ့လဲသောအရာအဲ့ဒါတစ်တိမောသေပေါ့နော်တိမောသေဩဝါဒစာပထမဆုံးအခန်းကြီး3အငယ်16အဲ့ဒီမှာအတီလင်းရောပေါ်ထားတယ်ဝိညာဉ်တော်ကတမန်တရားဖြစ်လာတယ်ဆိုဝိညာဉ်နှစ်ပါးမရှိဘူးယေရှုထဲမှာတီးခြားလူဝိညာဉ်ကိုမရှိဘူးဘာကြောင့်မရှိဘူးလဲပြောတယ်ဝိုင်းဝိညာဉ်ပဲကျွန်တော်ရှေ့မှာဖတ်ပြပြီးပြီနော်တဆူတဲ့တပါးတဲ့ဘက်စီနာတပါးဝိညာဉ်တပါးပုဂ္ဂိုလ်တပါးကိုတကူတဝိညာဉ်ရေတပါးအသွေးတပါးတပါးကြီးပဲရှိတယ်ဒီကောင်အဲ့တော့နှစ်ပါးရှိတယ်လို့ဒီကောင်ပြောနေတာကြောင်လိန်ကြောင်သားလုံးနေတာဖြစ်တယ်အဲ့တော့တိမောသေဩဝါဒစာပထမဆုံးအခန်းကြီး3အငယ်16မှန်သောကိုးကွယ်ခြင်းနည်းနည်းသောအရာကြီးစွာသောအရာဖြစ်တယ်ငင်းခုန်ရမရှိဘုရားသခင်ဒီကိုခန္ဓာ၌ပေါ်ထွန်းတော်မူပြီးအဲ့ဒါယောတိ14ကိုပြောတာနှုတ်ကပတ်တော်ဒီလေလူစားတီဖြစ်ခိုင်းလို့လေနှုတ်ကပတ်တော်ကပါလေဝိညာဉ်ဟာတမာတရားယေရှုဖြစ်လာအဲ့ဒါကြောင့်မလို့ယေရှုထဲမှာနောက်ထပ်ဝိညာဉ်မရှိဘူးဘာပထအဲ့ဒီတဆူတပါးဒီတော့တဝိညာဉ်တယ်ဆိုဘုရားသခင်နံဝိညာဉ်ဘုရားသခင်ဟာယေရှုဖြစ်လာတာ body of Christ ဖြစ်လာအဲ့ဒါတခြားတစ်ပါးဝိညာဉ်ရှိတယ်ဆိုရင်အဲ့ဒါပုကဝင်စားခြင်းစံတိုးထဲမှာအဲ့ဒီရှက်ဒီဆိုတာဝဲနေတာဖြစ်တယ်သူကမိယောဖလာကျိန်စာမိနေတယ်အဲ့ဒီကလည်းသူယုံမထွက်နိုင်တဲ့အတွက်ဒါဟိန္ဒူ3.8တန်းအဗေဒါဝင်ပူးနေတာဖြစ်တယ်နော်အဲ့ဒီကောင်သူတင်နေတာဖြစ်တယ်နော်အဲ့ဒီအမိန်နဲ့ပေါ့နော်အဲ့ဒါတင်နေတာဖြစ်တယ်ဒါဟိန္ဒူစော်ကားတာမဟုတ်ဟိန္ဒူရဲ့ဇက်ကိုဖြတ်ပြီးတော့ဒီကောင်ဒီထဲမှာလာပြီးတော့ခရိယန်ဇက်ကိုလာဖြတ်ပြီးအပင်းသွင်းနေတယ်ဆိုတော့ကျွန်တော်တင်နေချပြောတာအဲ့တော့မှန်သောကိုယ်ွယ်ရင်တိမောသေဩဝါဒစာပထမဆုံးအခန်းကြီး3အငယ်ဆုံးမှန်သောကိုယ်ွယ်ခြင်းနည်းနည်းတော့ရကြီးစွာရဲ့ဖြစ်ပြီးရင်းကိုရမရှိဘုရားသခင်ဒီကိုခန္ဓာနဲ့ပေါ်ထွန်းတော်မူပြီးwhat become flesh ကိုပြောတာဘယ်ဟာလဲယေဟောဝါယာဝေဟာယေရှုခရစ်တော်ရဲ့ body of Christ ဖြစ်တယ်ဆိုတော့အဲ့ဒီမှာဒီကလေးအတိလေးတကလေးလုံးနေဘုရားသခင်ဒီကိုခန္ဓာနဲ့ပေါ်ထွန်းတော်မူပြီးဆိုအဲ့ဒါပဲဖြစ်တယ်နော်ယေရှုရဲ့ခန္ဓာဘုရားသခင်စင်စစ်ဖြစ်တယ်ဆိုတာကိုပြောတာဖြစ်တယ်ပုဂ္ဂိုလ်နှစ်ပါးပူကတ်တာမဟုတ်ဘူးဝင်ပူးတာလည်းမဟုတ်ဟုတ်မှန်တော်မူခြင်းဒီဝိညာဉ်တော်အားဖြင့်ထင်ရှားတယ်ဗါတယ်အဲ့ဒါဟုတ်ကြောင်းဥပဇ္ဇဆရာတက်သိခန္ဓာဖြစ်တယ်တမန်ကျမ်းစာအားလုံးဥပဇ္ဇဆရာဘာကြောင့်လာလဲဆိုတော့အဲ့ဒီ what become flesh ကလူစားဒီခံယူရဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေရဲ့ခန္ဓာ body of Christ ဖြစ်တယ်ဆိုတော့တက်သိခံဖို့တန်ရှင်းသောဝိညာဉ်တော်ကငါအကြောင်းကိုတက်သိခြင်းခံခြင်းကဈေးလို့တယ်လို့ပြောတာဖြစ်တယ်နော်အဲ့တော့မှန်သောကိုယ်ွယ်ခြင်းနည်းနည်းသောအရာဘေးရဖြစ်တယ်ငါတို့ဒီမြင့်ကုန်ရရှိရအကြောင်းမူကဘုရားခင်ကိုခန္ဓာ၌ပေါ်ထွန်းဖို့ပုံမှန်တော်မူခြင်းအကြောင်းဒီဝိညာဉ်တော်အပြင်ထင်ရှားတယ်အဲ့ဒါပါတယ်ဥပ္ပစေဆရာဆိုတာခရစ်တော်ဒီလို့ခရစ်တော်ဆိုတာယေရှုဆိုတာပါတယ်တန်ရှင်းသောဝိညာဉ်တော်ကိုပြောတာတဆူတဲ့တပါးတယ်နော်ခရစ်တော်ဒီလို့ဥပ္ပစေဆရာဆိုတာခရစ်တော်ဆိုတာပြောတာယေရှုဆိုတာပါတယ်တဆူတပါးကြီးတော့ဘုရားအဲ့ဒါကိုပြောနေတာဖြစ်တယ်ဒါကိုပြောင်းလဲပြောင်းစားပြောနေတော့ဒီကောင်ပြောတာမှာကဲတင်ချင်းရတယ်စံတိုးချီစားမှာကဲတင်ချင်းရတယ်ဆိုရင်စံတိုးချီပဲဆက်စားကြလာတော့မဆဲနဲ့ပြန်ဆဲမှာနော်ငါတို့ကတရားဟောနေတာမဟုတ်အယူလွဲကိုဘာလို့ခေါ်ပဲတိုက်လာတာဖြစ်တဲ့အတွက်ကြောင့်ဒါဟိုတဲ့နော်ပန်းနုလာမသွေးနဲ့ငါတို့ပန်းနုသွေးလို့မရအောင်ဘာအယူလဲကိုတိုက်လာတာဖြစ်တယ်ပြသားပဲပြောနေတာဖြစ်တယ်နော်အဲ့တော့မှန်သောကိုယ်ွယ်ခြင်းနည်းနည်းသောအရာဒီကြီးတော်သောအရာဖြစ်ပြီးရင်းကုန်မှမရှိဘုရားသခင်ဒီကိုခန္ဓာမှာပေါ်ထွန်းတယ် what become flesh ဖြစ်တယ်ဆိုတော့တိရောလေး14ကိုအတိလင်းပြောတာဖြစ်တယ်ပုံမှန်တော်မူခြင်းဒီဝိညာဉ်တော်အပြင်ထင်ရှားဒါဘာကြောင့်ဒီကျမ်းစာကိုဖတ်ပြတာလဲဆိုဝိညာဉ်ယေရှုကလူစစ်ဖြစ်ဝိညာဉ်လူဝိညာဉ်ရှိရမယ်တီးကြပြီးရင်ဘုရားဝိညာဉ်ဝင်ပူးပါတယ်ဆိုပြီးလူတစ်ခုမှာဝိညာဉ်နှစ်ခုပူးပါတယ်ဆိုပြီးတော့
ပြောနေတာဖြစ်တဲ့အတွက်အဲ့ဒါကိုကျွန်တော်ခြေပနေတာဖြစ်တယ်ဝိညာဉ်ဟာအဲ့ဖရာသခင်ဝိညာဉ်ကလူဖြစ်လာတယ်ဆိုတဲ့အကြောင်းအဲ့တော့ဝိညာဉ်တတ်တီးခြားမရှိဘူးလူဝိညာဉ်ဆိုတဲ့ဝိညာဉ်လူဝိညာဉ်တစ်ပါးဘူးဘုရားဝိညာဉ်တစ်ပါးနှစ်ပါးအဖြစ်ဝင်ပူးကပ်ပြီးနေတာမဟုတ်ဘူးဆိုတော့ဒီကျမ်းညာတွေကနေကိုအတီးအလင်းထောက်ပြနေတာဖြစ်တယ်နော်အဲ့တော့မှန်သောပုဂ္ဂိုလ်ချင်းနည်းနည်းသောအရာတွေဘယ်ဟာဖြစ်တည်ရင်းကုန်ရမရှိဘုရားသခင်ကိုခန္ဓာနဲ့ပေါ်ထွန်းတော့ပုံမှန်တော်မူခြင်းတွေဝိညာဉ်တော်အားဖြင့်ထင်ရှားကောင်းကင်တော်မှာတို့ဒီကိုတော်ကိုရှုမြင်နာဝိညာဉ်ဆိုလို့ရှိရင်နာဝိညာဉ်တွေဘုရားသခင်အစေကနာဝိညာဉ်တွေအဲ့ကိုတော်ကိုရှုမြင်ရတယ်နော်ကောင်းကင်တော်မှာတို့ဒီကိုတော်ကိုရှုမြင်ရတယ်တပါးမျိုးသားဆိုတရင်တော်ကြားတယ်လောကီသားတို့ဒီယုံကြည်ရရဲ့ဘုံတည်းကွာအထက်သို့ဆောင်ဖို့ကတော့အဲ့ဒါကြောင့်လို့ဒီရှုထဲမှာဝိညာဉ်လို့ပြောရင်အဲ့ဒါခမဲတော်ဝိညာဉ်တဆူတစ်ပါးကြီးတော့ခမဲတော်ဝိညာဉ်တတ်မဟုတ်ဘူးအဲ့ဘာလို့ငါစကားဝိညာဉ်ဖြစ်တယ်အသက်လည်းဖြစ်တယ်အသက်ကထာဝရအသက်ဆိုတတ်တပါမဟုတ်အဲ့ဒီယေရှုခရစ်တော်ရဲ့နှုတ်ကပတ်တော်ဝိညာဉ်အဲ့ဒီဝိညာဉ်ဟာတဆူတစ်ပါးဒီတော့ YHWH နော်အလိုဟင်းရဲ့မမြင်ရတဲ့ဝိညာဉ်နာဝိညာဉ်ဖရာသခင်ပဲဖြစ်တယ်ဒါကြောင့်ငါစကားဝိညာဉ်ဖြစ်တယ်ပြောတာလားဖြစ်တယ်ဒါတော့ဆိုရှင်းပြီအဲ့ဒါမှစံတိုးချီမှပဲကဲတင်ချင်းရမယ်ဆိုရင်စံတိုးချီဆက်စားကြနော်ဒီတဲ့ကျွန်တော်ရှင်းပြလို့လေမရှိတော့ဘူးနော် ချင်းယူသွားပြန်လာခဲ့သူနိုင်ငံခြားမှာခွေးနဲ့ဈေးဝယ်နေတာပဲ ခွေးလို့ လူ ပြော တယောက်လို့ခိုင်းလို့ရတယ် ဘယ်တော့ရှုံးမှာလဲ လုံးဝလူလို့ခေါ်လို့မရဘာဝိစားမှစုပ်ပြတ်နေတဲ့တရောင်းစားလူဝိညာဉ်ရှိရင်သူ့ဘာခေါ်လဲလူတရေ special အရန်ချမ်းသာတဲ့တရေသူ့ဘာခေါ်လဲလူဝိညာဉ်ရှိရင်လူခရိယန်တွေကဘယ်လိုယုံထားလဲယေရှုခရစ်တော်လူတရားလို့ယုံတယ်မလားလူတရားလို့ယုံတယ်လေတရားဆိုလူတရားရာခိုင်နှုန်းယုံတယ်လေဒါဆိုရင်သူ့မှာလူဝိညာဉ်ရှိရမလားလူဝိညာဉ်မရှိဘဲနဲ့ဘယ်လိုလူတရားလို့ယုံလဲတဲ့လူကျွန်တော်အဲ့ဒါကိုတရားရာခိုင်နှုန်းလို့ယုံသူကလူစစ်စစ်ဝိညာဉ်ရှိရမယ်ဒါဆိုဖျားဝိညာဉ်ကဝင်ပူးတယ်လူတကူတည်းမှာနှစ်ဝိညာဉ်ပေါ့နော် one body two spirit ဆိုတာသူရှေ့မှာပြောခဲ့အဲ့ဒါကိုသူ confirm လုပ်ပြီးတော့ကလားကလင်ချစ်ကလင်ညာဆင်ပြီးတော့သူပြောနေတာဖြစ်တယ်ဒါသူ sponsor ရလို့ပြောနေတာဖြစ်နိုင်တယ် guideline ပေးထားတာသူတို့ပြောတာတော့မဟုတ်ဘူးသူစာရွက်ကြီးကိုတော်တော်ကြည့်ပြီးပြောနေတာဖြစ်တယ်အဲ့ဒါသူ့ကို sponsor ဒေါ်လာပေးထားတဲ့သူကဒီအတိုင်းပြောပါလို့ပြောလို့သူအောင်ပြောနေရတာဖြစ်တယ်ဒါမှမဟုတ်ဒါကသူကအရေးကြီးတယ်ဒါအောင်မပြောရင်သူကsponsor ရပ်သွားနိုင်တဲ့သဘောရှိတယ်ဒါမှမဟုတ်ရုံးမှာကသူလုံးနေတယ်ဆိုတဲ့အကြောင်းကျွန်တော်အတိအလင်းပေါ်ပြတာဖြစ်တယ်နော်အဲ့တော့လူဝိညာဉ်နဲ့တတ်ဆိုတာမရှိဘူးဘာလို့လဲကျွန်တော်ရှေ့ရရှင်းပြပြီးပြီကျမ်းပိုက်နှစ်ပိုက်နဲ့ဝိညာဉ်တော်ကတမာတရားဖြစ်လေတက်တည်ခံတယ်ဘာလို့လဲတမာတရားဆိုရယေရှုအဲ့ဝိညာဉ်တော်ကနေ what become flesh ဖြစ်လာအဲ့ဒါကိုဝိညာဉ်တော်တီးခြားတတ်မရှိဘူးယေရှုကတပါးတယ်ပဲယေရှုတပါးတယ်ကိုတို့ကိုတဝိညာဉ်ပဲရှိတယ်အဲ့ဒီဝိညာဉ်ကဘုရားသခင်ရဲ့နာဝိညာဉ်အဲ့ဒါကိုထင်ရှားလာတာလူရိုးသားအသွေးကိုယူပြီးတော့လူတွေကိုမြင်စေဖို့ဖိတွေ့ဖယံခွင့်ရဖို့အဲ့ဒီနာဝိညာဉ်အပြည့်မဲ့ပရိသေဆွဲပြီး immaculate conception ဆိုတဲ့ဧကဝုဖြစ်စဉ်ကကဘာအစရတယ်အစိုးအထိတစ်ချိန်ပဲဖြစ်တယ်ဘယ်တော့မှမရှိဘူး limited edition ဒါကြောင့်မလို့တစ်ချိန်ပဲဖြစ်တဲ့အတွက်ကြောင့်ဒါပုဂ္ဂဝန်စားခြင်းမဟုတ်ဘူးဆိုတာ incarnation မဟုတ်ဘူးဆိုတာကိုကျွန်တော်ဒါအတိအလင်းပြောနေတာဖြစ်တယ်ဒါကြောင့်မလို့လူဝိညာဉ်မရှိဘူးဘာကြောင့်မရှိဘူးလဲဝိညာဉ်တော်ဒီတမာတရားဖြစ်လေတက်တည်ခံတယ်ဆိုတဲ့ကျမ်းချက်နှစ်ချက်နော်ကျွန်တော်အခုပဲဖတ်ပြပြီးအဲ့ဒါမှစံတိုးပြောတဲ့အတိုင်းနှစ်ဝိညာဉ်ရှိပါတယ်ဆိုစံတိုးချီးစားပြီးငရဲလာလိုက်သွားကြတယ်ဆက်ကြည့်ပါနောက်တစ်ခုပြောမယ်ဖျားတရားရာခိုင်နှုန်းကျွန်တော်ယုံတယ်မဟုတ်လားဖျားတရားရာခိုင်နှုန်းလို့ယုံရင်ဖျားဝိညာဉ်ရှိဖို့လို့လားဖျားဝိညာဉ်မရှိဘဲနဲ့တော့ဘယ်လိုဖျားတရားရာခိုင်နှုန်းလို့ယုံလဲအဲ့ဒီဖျားဝိညာဉ်ရှိတယ်တဝိညာဉ်ပဲရှိတယ်အဲ့ဒီဝိညာဉ်ကလူစားဒီဝိညာဉ်တော်ဒီတမာတရားဖြစ်လေတက်တည်ခံတယ်ဆိုစံတိုးပပါစကားလဲနားမလဲပါဝိညာဉ်တော်ဒီတမာတရားဖြစ်လေတက်တည်ခံတယ်ဆိုတော့မင်းနားမလဲဘူးလားတိယောငါ6ပါဝိညာဉ်တော်ဒီတမာတရားဖြစ်လေတက်တည်ခံတယ်ဆိုတော့မင်းနားမလဲဘူးလားလို့မင်းဘာလူမျိုးလဲလူစကားသူမသိသူစကားလူမသိတနာပါပြီဖြစ်နေတဲ့လားတရားမတတ်စာမတတ်တရားမတာစာဝိညာဉ်တော်ဟာတမာတရားဖြစ်လေတက်တည်ခံတယ်ဆိုနောက်ထပ်ဘာဝိညာဉ်ရှိအောင်မအဲ့ဝိညာဉ်ကတမာတရားယေရှုဖြစ်လာပါတယ်ဆိုတယ်မှာယေရှုထဲမှာရှိတဲ့ဝိညာဉ်အဲ့ဒီဝိညာဉ်ပေါ့တဝိညာဉ်ပဲရှိတယ်လေအဲ့တော့တိယောငါ6နဲ့ကျွန်တော်ရှင်းပြီးပြီရှင်ယောကခရစ်အခန်းကြီး7အငယ်7မှာလည်းကျွန်တော်ရှင်းပြီးပြီနော်ကိုရောဤတမာတရားအားဖြင့်သူတို့ကိုတန်ရှင်းစေပါတဲ့ကိုရောဤတမာတရားဒီနှုတ်ကပတ်တရားဖြစ်ပါတယ်နှုတ်ကပတ်တမာတရားယေရှုရဲ့ body ဖြစ်လာတယ်လို့ရှင်ယောကခရစ်အခန်းကြီး7အငယ်7မှာအတိအလင်းပြောတယ်နော်ရှင်ယောကခရစ်အငယ်ရှင်ယောကခရစ်အခန်းကြီး7အငယ်7ပေါ့နော်အဲ့ဒါမှာ
အတိလည်းပြောကိုရိုးတမာတရားအဖြစ်သူတို့ကိုတန်ရှင်းစေပါကိုရိုးနှုတ်ကပတ်ဒီတမာတရားဖြစ်ပါတယ်ကျွန်တော်ရှေ့မှာလည်းရှင်းခဲ့ပြီနှုတ်ကပတ်ဆိုတာငါစကားဝိညာဉ်ဖြစ်တယ်အသက်ဖြစ်တယ်လို့ယေရှုကတကယ်လောက်တာဖြစ်တယ်သို့တော်လည်းတင်းတို့မယုံတဲ့လူစံတိုးရှိတယ်လို့ယုံငါစကားဒီဝိညာဉ်ဖြစ်အသက်လည်းဖြစ်သို့တော်လည်းတင်းတို့တွေမယုံကြည်သူအချို့စံတိုးတို့လို့ငါကြောက်ငါရဲသွားမဲ့ခေါ်မိစ္ဆာကောင်ကြီးရှိတယ်လို့ယေရှုကအတိလည်းတကယ်လို့အဲ့ဒီကငါစကားဝိညာဉ်လည်းဖြစ်တယ်အသက်လည်းအဲ့ဒါဖန်ဆင်းခြင်းလို့ပြောတော့နှုတ်ကပတ်တော်နဲ့ဖန်ဆင်းခြင်းနဲ့ကင်းလို့တော့အရာတစ်စုံတစ်ခုမှဖြစ်အဲ့နှုတ်ကပတ်တော်ကအားလုံးဖြစ်နေတာဖြစ်တယ်အဲ့ဒါကြောင့်အဲ့နှုတ်ကပတ်တော်ယေရှုဖြစ်လာတာဖြစ်တယ်အဲ့ဒါဝိညာဉ်ဟာတတ်ဝိညာဉ်မဟုတ်အဲ့ဒီဝိညာဉ်ကယေရှုဖြစ်ထင်ရှားလာတာဖြစ်တယ်ဒါကြောင့်မလို့လူဖြစ်ပင်တဲ့လူဝိညာဉ်တတ်ဖျားဝိညာဉ်တတ်ဖြစ်မရှိဘူးအဲ့ဒီဖျားဝိညာဉ်တဆူတော်ပါနော်တဝိညာဉ်တွေကလူအဖြစ်ထင်ရှားလာအဲ့ဒါ manifestation ကိုခေါ်တယ်အဲ့ဒါလေးကိုနော်တက်ဆက်ကြည့် ယေရှုခရစ်တော်ဟာဖခင်တရားဟုတ်လားဘယ်သူရှိလို့လဲခရစ်တော်ဆိုတဲ့ဖခင်ရှိလို့သူဖခင်တရားရခိုင် ကျွန်တော်ရှင်းပြီးပြီနော် လူဆိုတဲ့ယေရှုရှိတော့ကြောင့်သူကဘာလဲလူတရားရခိုင်တော့ရှင်းနေတာပဲ အဲ့ဒါ ဒါဆိုရင် လူတရားဘုရားတရားဆိုတာ kenosis မဟုတ် kenosis ဆိုတာလူတတ်ဘုရားတတ်အဲ့လိုဘုရားတတ်ခွဲထုတ်တာ kenosis ဆိုတာအဲ့ဒါကျွန်တော်ရှင်းမှလည်းရှင်းခဲ့ပြီဂျာမန် theologian တယောက်ကနေပြန်ပြီး improve လုပ်လာတာဘာလို့လဲဆိုအဲ့မိစ္ဆာ19 trick ကနေပယ်ချလိုက်တယ် AD 330ဝန်းကျင် Arianism ဆိုတဲ့ယေရှုကခရစ်တော်မဟုတ်ဖန်ဆင်းတာယေရှုထဲမှာခရစ်တော်ဝင်ပူးတာပါဆိုတာအဲ့ Arianism အဲ့ Arianism AD 330မှာဖယ်ပလိုက်ပြီ19 trick ကဒါဟို heterousias ဆိုပြီးတော့ဒါအခုသူပြောနေ heterousias နော်သုံးခုရှိတယ် heterousias ရယ် homoousias ရယ်အလဲမှာ icon ထားတယ်အဲ့ဒီနှစ်ခုလုံးကမိစ္ဆာအယူလို့19 trick ကပယ်ပလိုက်အဲ့ဒါ homoousias ကိုဘယ်သူတင်းနေလဲ e ပါတဲ့ i တလုံးပါတဲ့ homoousias ဆိုတာအဲ့ဒါပုဂ္ဂိုလ်သုံးပါတီးခြားရှိတယ်လို့တင်းနေတာဒီဘက်မှာဘယ်သူတင်းလဲဒီဘက်မှာဘယ်သူတွေလဲဆိုရင်အဲ့ဒါ9မိနစ်မြတ်နေနော်တော့မအမကကြရာမာမရဏတာဆောဘက်ထရစ်အဲ့ဒါ homoousias ကိုတင်းနေတာအဲ့ဒါလည်း heresy ပဲပုဂ္ဂိုလ်တီးခြားသုံးပါရှိတယ်ခမဲတော်ကသားတော်ဖျားကိုကွက်မြက်လိုက်တယ်ကားတိုင်းတင်ပြီးငါတို့အပြစ်အတွက်စွန့်ပစ်လိုက်တယ်အဲ့မှာငါတို့အပြစ်ကြွေးတွေပါသွားပြီအဲ့ဒါ homoousias နိုင်စင်းခရစ်ကပယ်တာအခုဒီကောင်ဟောနေတာ heterousias လို့ခေါ်အဲ့ဒါပူဆိုးတယ် Arianism ဆိုတာယေရှုကဖန်ဆင်းခံပြောတာယေရှုထဲမှာအင်္ဂါနေလောက်တာခမဲတော်ဝင်ပူးပြီးတော့အလုံးလောက်တာပါလို့ပြောတာအဲ့ဒါ AD နော်1480 1450အဲ့ဒီဝင်းကျင်ဂျာမန် theologian အဲ့ဒီ homo heterousias ကိုပြန်ပြီးတော့သူကအသက်သွင်းပြီး improve လုပ်ပြီးတော့ kenosis ဆိုတော့သူကတင်ပြလိုက်တာအဲ့ဒါကိုဒီကောင်ပြန်ပြောတာ kenosis ဆိုတာအဲ့လိုနှစ်ပါးကွဲနေတာအခုဒီကောင်တင်းနေတာပုံပုံတိုက်ရောက်ရှိတယ်ဆိုတာkenosis တကယ်ဟိုနေ homoousias ဆိုတာတကယ်အဲ့ဒါ19 Greek ကနေပြီးတော့တရားဝင်အတုပြတာဖယားစင်လူစင်စေးဖြစ်တယ်ဖယားမှဖယားလူမှလူဒါပေမဲ့ဖယားစောစောကပြော hyben ပါတယ်ဆိုတော့ကျွန်တော်ပြောရတယ်အ내ဖွင့်ကြမှာ born hyben virgin hyben born ဒီဘက်က man hyben god အဲ့ဒီ sentence ကခွဲလို့မရအောင်အဲ့ hyben ဆိုတဲ့အဓိပ္ပာယ်ခွဲပြီးပြောတာမဟုတ်အဲ့ဒီကခွဲထုတ်လို့မရအောင်အဲ့ဒါပါအဓိပ္ပာယ် homoousias လို့ခေါ်တယ်အဲ့ဒါကိုဘာလို့ခေါ်လဲဆိုhypostatic union လို့ခေါ်ခွဲထုတ်လို့မရအောင်အဲ့ hyben ဆိုတာအဲ့ဒါကို hyben ကိုခွဲထုတ်သွားရတယ်ဆိုပြီးတော့ကြောင်လိန်ကြောင်စားဟောနေတာပေါ့နော်ငရဲသွားမယ်ကောအ내ဆုံးတော့တွင်နော်အ내ဆုံးတော့တွင် emptiness ဆိုတော့ဗလာခြင်းတယ်ဆိုတော့တင်သွားရမယ်မရဏနိုင်ငံသိပ္ပံအတ္တမရှိဉာဏ်ပညာမရှိဘူးဗလာဒီကောင်ကဗလာယေရှုဗလာဆိုတာဒီကောင်သွားမယ်နေရာဖြစ်တယ်ဗလာခန္ဓာဆိုအဲ့ဒါအ내ဆုံးတော့တွင်ဗလာဘာမှမရှိဘူးမရဏတင်သွားရမယ်မရဏနိုင်ငံဗလာဖြစ်တယ်သိပ္ပံအတ္တမရှိဘူးဉာဏ်ပညာမရှိဘူးဘာမှမရှိဘူးအဲ့ဒါကိုဒီကောင်တင်းနေတာဖြစ်တယ်အဲ့ချီးမှစားခြင်းတယ်ဆိုတော့အဲ့ဒီချီးစားပြီးတော့အဲ့ဗလာနိုင်ငံကိုတိုက်တော့ emptiness ဆိုတဲ့ emptiness ဆိုတာအဲ့ဒါမရဏကိုပြောတာဖြစ်တယ်အဲ့ဒါကိုယေရှုဗလာနဲ့ပြောတာမရဏကိုဒီကောင်ညွန်ပြနေတာဖြစ်တယ်ဒီကောင်သွားမယ်နဲ့ဖခင်လို့ပြောခြင်းဖခင်ဝိညာဉ်ရှိရမယ်လူလို့ပြောခြင်းလူဝိညာဉ်ရှိရမယ်ဒါဆိုလူတရားဖခင်တရားလို့ပြောခြင်းလူဝိညာဉ်ကောဖခင်ဝိညာဉ်ကောရှိမှလူတရားဖခင်တရားလူဝိညာဉ်ကိုဘုရားဝိညာဉ်ကိုရှိရမယ်လူတယောက်တည်းမှာသူဝိညာဉ်နှစ်ခုဆိုတာဒါဟို process လုပ်တယ်ဆိုတော့ပြောနေတာဒါ Hinduism လို့ကျွန်တော်ပြောရှင်းပြပြီပေါ့ဝိညာဉ်တော်ဒီတမန်တရားဖြစ်လာတယ်ဆိုတော့ကျမ်းပိုက်နှစ်ပိုက်နဲ့ကျွန်တော်အများကြီးရှိတယ်ဒါပေမဲ့အများကြီးရှောက်ဖတ်နေပြီးတော့မှမဟုတ်တော့ကျမ်းပိုက်နှစ်ပိုက်နဲ့ပဲကျွန်တော်အရှိမပြတယ်တိယောငါ
ရှင်ဝဩဝါဒစာပထမဆုံးအခန်းကြီး9မှာဝိညာဉ်တော်သည်တမန်တရားဖြစ်လေတတိခံရှင်ဝခရစ်အခန်းကြီး7မှာကိုတော်ကြီးတမန်တရားအဖြစ်ကျွန်တော်ကိုတန်ရှင်းစေလို့သူတို့ကိုတန်ရှင်းစေပဲကျွန်တော်ကိုတော်ကြီးတမန်တရားအဖြစ်သူတို့ကိုတန်ရှင်းစေပဲတမန်တရားဆိုယေရှုဆိုတာဂိုင်းဆက်ခွင့်အဖြစ်လူကိုရွေးနှုတ်ကယ်တင်ခြင်းအတွက်ဆန်းရှစ်ပါဂိုင်းဆက်ခွင့်အဖြစ်စွန့်ပေးတယ်ဒုစတိခံယူရနှုတ်ကပတ်တော်ယေဟောဝါယာဝေဝိညာဉ်ငါစကားဒီဝိညာဉ်ဖြစ်တယ်အသက်ဖြစ်တယ်အဲ့ဒါကျွန်တော်ရှင်းပြီးပြီနောက်တစ်ခါတစ်တိမောသေးပေါ့နော်ကျွန်တော်အလွတ်ဆိုလိုက်တော့နော်မှန်သောကိုယ်ွယ်ကြီးနည်းနည်းလို့ရအဘေရဖြစ်သူငါတို့ဒီညှိဖို့ရမရှိအကြောင်းကဘုရားသခင်ကိုခန္ဓာနဲ့ပေါ်ထုံးပါပြီ what become flesh လားဘုရားသခင်အဲ့နံဝိညာဉ်ကဘာဖြစ်လာလဲလူဖြစ်လာတာအဲ့ဒီမှာပြောတာဘုရားသခင်ကိုခန္ဓာနဲ့ပေါ်ထုံးတော့မဖုံးမှန်တော့မရှိဝိညာဉ်တော်အပြင်တခြားဝိညာဉ်တော်ကအဲ့ဥပစေဆရာဆိုတဲ့ခရစ်တော်ကဥပစေဆရာဆိုခရစ်တော်ဒီဟုတော့ဥပစေဆရာအဲ့ခရစ်တော်ကယေရှုဆိုတာပါနာမတော်ဂါဘီလာနေနာမတော်ဖယားနာမတော်ယေရှုဆိုတာခရစ်တော်ဆိုတာခရစ်တော်တွေအများကြီးရှိဒါပေမဲ့အဲ့ဒီစားရှိရင်းတို့ကဲတင်ခြင်းကိုဆောင်ရွက်မယ် job title ဖြစ်တယ်နာမမဟုတ် job title office name ဖြစ်တယ်ခရစ်တော်ဆိုတာခရစ်တော်ဒါကြောင့်ခရစ်တော်တွေအများကြီးရှိတယ်ကျွန်တော်ပြောပြီးခရစ်တော်ဆိုတာဒါဝိတ်ကိုဘိသိက်ပေးတယ်ဆိုဘိသိက်ခံလို့ပြောရင်အဲ့ဒါခရစ်တော်ပဲဒါဝိတ်ကိုဘိသိက်ပေးတယ်ဆိုခရစ်တော် job title ဘာလို့ဘယင်းအရာမှာခန့်တာသူ့ရဲ့ jobဥပမာဟေရှာယကိုဘိသိက်ပေးတယ်ဆိုပါတော့ဟေရှာယကိုဘိသိက်ပေးတယ်ဆို prophet အရာမှာခံလာတာprophet အရာမှာခံလာတာအဲ့ဒါဘိသိက်ခံဆိုခရစ်တော်ပဲဥပမာဗက်ဒီဆာဆရာယောဟန်ဇေလွတ်တယ်ဗက်ဒီဆာဆရာယောဟန်ကိုဇေလွတ်တယ်ဆိုတာဒါဘိသိက်ပေးလိုက်တာဘာလို့ job ပေးလိုက်တာအဲ့ဒီ job ရတဲ့လူကခရစ်တော်ပဲဒါပေမဲ့သူ့ job ပါလေ job title ဟာဗက်ဒီဆာဆရာယောဟန်ဗက်ဒီဆန်ဆိုတဲ့အလုပ်ကိုလုပ်အောင်အဲ့လိုပဲခရစ်တော်ဆိုတာအများကြီးရှိတယ်နောက်ဆုံးသောကာလမှာငါဒီခရစ်တော်ဖြစ်ဆိုလဲတယ်လူများတွေပေါ်လာတယ်တင်းတို့ကိုလှည့်ပြားကြလိမ့်မယ်ခရစ်တော်တွေအများကြီးပေါ်ခရစ်တော်တွေအများကြီးပေါ်ပဲနဲ့အဲ့ job title ကဲတင်ခြင်းအမှုကိုဆောင်ရွက်တဲ့လူစားကြီးကံပြီးနှုတ်ကပတ်တော်ယေဟောဝါယာဝေခံလာ body of Christ ဂိုင်းဆက်ဖွင့်အားဖြင့်ရွေးနှုတ်ကဲတင်ခြင်းကိုဆောင်ရွက်မဲ့ job ရွေးနှုတ်ကဲတင်ခြင်းမဟာစီမံကိန်း job ကိုဆောင်ရွက်မဲ့ title name ကခရစ်တော်ဖြစ်တယ်အဲ့ဒါကိုခွဲပြီးတော့ခရစ်တော်ကပုဂ္ဂိုလ်တော်ပါယေရှုကပုဂ္ဂိုလ်တော်ပါဒီနာမဆိုတာယေရှုနတ်ဆိုးနေတော့ယေရှုနာမနဲ့ဆုတောင်းပါ၏ဒီကောင်ဆုတောင်းနေကြည့်ခရစ်တော်နာမနဲ့ခရစ်တော်ဘုရားလို့ပြောတယ်ခမဲတော်ဘုရားလို့ပြောတယ်ခမဲတော်ဘုရားနဲ့ဒီကောင်ဆုတောင်းတယ်အော်ဆုတောင်းဒီကောင်ဆုတောင်းတိုင်းအဆုံးသတ်လို့ရှိရင်ယေရှုနာမနဲ့ဆုတောင်းပါ၏ဆိုပြီးယေရှုနာမနဲ့ဘာလို့အဆုံးသတ်တယ်ယေရှုကဘုရားမဟုတ်ဘူးဆိုတော့ဘာဖြစ်လို့ယေရှုနာမရှေ့ကကိုနောက်ကပေါ့တလွဲကော ဟုတ်ပြမှာပေါ့ဒါဆိုကိုခန္ဓာတစ်ခုတည်းမှာဝိညာဉ်တစ်ခုပဲရှိရင်အဲ့ဒါလူတရားဖရားတရားလို့ခေါ်လို့ဟေးဒါပဲလေလူတရားဖရားတရားကနိုးစစ်ဟိန္ဒူအတွေးနဲ့ဒီကောင်ရိုက်ထဲဒီကောင်မသိပဲမနေတိတက်လို့အဲ့ဒါကနိုးစစ်ဆိုတော့ကနိုးစစ်ဆိုတာ heresy ဒီကောင်ကနိုးစစ်ဆိုတဲ့ခေါင်းစဉ်နောက်ပိုင်းမှာတတ်တော့ဘာလို့ကနိုးစစ်ဆိုတာ heresy ဆိုတာအဲ့လိုခွဲထုတ်လိုက်hypostatic လို့ねခွဲထုတ်လို့မရအောင်အဲ့ဒါပါလေ born Ivan Virgin Ivan born ပြီးရင် man Ivan God အဲ့ဒါအနက်ဖွင့်ချအဲ့လိုရေးတာ Ivan ဆိုတာခွဲလို့မရအောင် one လို့ပြောတာအဲ့ဒါကဘလောင်းပလဲဒီကောင်ပြစ်လို့ပြီးပြောနေတာဖြစ်တယ်စက်ကြီးရမလဲတခြားစတာဒီလူတရားလို့ပြောရင်လူဝိညာဉ်ရှိရမယ်ဖရားတရားလို့ပြောရင်ဖရားဝိညာဉ်ရှိရမယ်ဒါဆိုလူတရားလို့ပြောရင်လူဝိညာဉ်ရှိရမယ်ဘုရားတရားလို့ပြောဘုရားဝိညာဉ်ရှိရမယ်အဲ့ဒါ hypostatic union မဟုတ်ဘူးအဲ့ဒါဘာကိုပြောနေတာလဲဆိုတော့ဒီကောင်ကနိုးစစ်ဆိုပြောနေတာလူတရားဘုရားတရားရဲ့ hypostatic union ဘုရားစစ်မှာဘုရားစစ်နော်လူစစ်မှာလူစစ်လို့ပြောတာအဲ့ဒါကိုနေတိုင်းမတ်တိုင်းမှာရွတ်တယ်နော်အာစီတို့ပါလို့မှာဆိုဘုရားစစ်မှာဘုရားစစ်လူစစ်မှာလူစစ်ဆိုတာခဏရွတ်တယ်အဲ့ဒါ hypostatic union ကိုပြောတာကနိုးစစ်ဆိုပြောတာမဟုတ်ကနိုးစစ်ဆိုတာဘုရားနဲ့လူနဲ့အဲ့လိုလာပေါင်းတာhypostatic union ဆိုပေါင်းတာမဟုတ်ခွဲထုတ်လို့လည်းမရအောင်ငကိုတွေကလည်းခွဲမနေဘူးလာလည်းပေါင်းတာလည်းမဟုတ် one ကျွန်တော်ပြောပြီးပြီ analogies A and B is C A is C B also C A ဟာ C မဟုတ်ဘူး B ကလည်း C မဟုတ်တော့ဘူးနော်အဲ့လို if and only if vice versa ဖြစ်လေဖြစ်မှသာ A ဟာ C ဖြစ်မှသာ B ကလည်း C ဖြစ်တယ်နော် A ဟာ C ဖြစ်ပြီးတော့ B ဟာ C မဖြစ်ဘူးဆိုရင်
A ရော B ရော C မဟုတ်တော့အဲ့ဒါ N logic လို့ခေါ်တယ်1.1 is equal to 1 1 plus 1 is equal to 1အဲ့ဒါ binary system နော်အဲ့ဒါကိုနားမလည်ဘူး1 plus 1 is equal to 2လို့ I and the father are 1လို့ပြောတာ no 2လို့ဒီကောင်ပြောင်းလဲကောင်စားလုပ်နေယေရှုကသူ့ရဲ့နှုတ်ထွက်တယ် I and the father are 1လို့ပြောရင်1ပဲ not 2အဲ့ဒါကိုJesus and Christ is 2ဆိုပြီးဒီကောင်တင်းနေတာအဲ့ဒါစံတိုးချီမှစားခြင်းတယ်ဆိုစားပြီးတော့စံတိုးတော့လိုက်သွားကြတော့ဟော ဆိုရင်လူတရားဖျားတရားလို့ပြောရင်လူဝိညာဉ်ကောဖျားဝိညာဉ်ကောရှိမှသူ့ကိုလူတရားဖျားတရားလို့ခေါ်လို့ရမှာပေါ့အဲ့တော့ယေရှုခရစ်တော်ဟာလူတရားဖျား တနာလဲတနာလဲပေါ့တကယ်မသိတာလည်းဖြစ်နိုင်တယ်တကယ်မပြီးပေါပန်းသေးပြောတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့ဒေါ်လာစားပြီးတော့လူတွေကိုငရဲပို့နေတာလည်းဖြစ်နိုင်တယ်အဲ့ဒါစာရွက်ကြီးကိုသွားလှန်ပြီးသူပြောတယ်စောင့်ကြည့်သူအလွတ်ပြောလို့မရအောင်စာရွက်ကိုသွားလှန်စာမြင်အဲ့ဒါကိုကြက်ပြီးတော့ပြောနေတာဖြစ်တယ်ဒါတော့သူအလွတ်မပြောနိုင်ဘူးအဲ့ဒါအဲ့စာရွက်ကိုသွားလှန်တယ်တရွက်ပြီးတရွက်လှန်ပြီးပြောနေတာဖြစ်ဒါသူ့ခိုင်းထားတာပြောရောက်ပါအဲ့ဒီတော့ တရားဟုတ်လားဒါဆို तू ကလူဝိညာဉ်ရှိလားဖျားဝိညာဉ်ရှိလားဒါဆို तू ကဝိညာဉ်ဘယ်နှခုလဲနှစ်ခုကိုယ်ခန္ဓာတစ်ခုဝိညာဉ် လူတကိုယ်တည်းမှာလူတကိုယ်တဝိညာဉ်ကျွန်တော်အရှိမကျွန်တော်အများကြီးဖတ်ပြခဲ့ဘာမှလဲဆိုတော့လမ်းကြည့်လိုက်ပဲတိမောသေဩဝါစာဟလားတိမောသေဩဝါစာပထမဆုံးအခန်းကြီး6အငယ်56မှာလူတကိုယ်တဝိညာဉ်ဗတ္တိဇံတပါတတေကတပါတပါပဲရှိတယ်မို့လို့တည်စင်ဆိုတော့တိမောသေဩဝါစာပထမဆုံးအခန်းကြီး6 55 16မှာဤလင်းတော်တယ်အေဖက်4 4 6မှာကြည့်ရတယ်တပါးဒီတဆူပြီးတော့ဖေဝိညာဉ်တပါဗတ္တိဇံတပါတတေကတပါတဝိညာဉ်တကိုအဲ့လိုပဲတော်တယ်ဒါပဲနဲ့သူက2လို့ပြောတယ်အဲ့ဒါဒီလောက်ပြောရင်ထမင်းစားတဲ့လူဆိုနားလဲတော့အဲ့ဒါနားမလဲပါဘူးမင်းပြောတာရှုပ်တယ်စံတိုးပြောတာမှနားလဲတယ်ဆိုရင်စံတိုးချီးစားပြီးတော့ငရဲလာလိုက်ပါရဟုတ်အဲ့လောက်ပဲတော့ နှစ်ခုကဲကောင်းပြီဒီသင်္ကန်းစာပဲအရေးကြီးတဲ့အတွက်ကြောင့်မလို့ကျွန်တော်တေးချာကျွန်တော်ဒီသင်္ကန်းစာကိုလုပ်ပေးခြင်းတယ်ကျွန်တော်တို့ဘာလို့သိရေးကြီးရဲဆိုတော့ဒေါ်လာစားနေစပွန်ဆာရဆိုတော့အဲ့စပွန်ဆာပြတ်သွားရင်ချက်ခါလီပြတ်သွားတယ်ခါလီပြတ်သွားဒီဟာသိရေးကြီးတယ်မပြောလို့မရအောင်တယောက်ကခိုင်းတာစာရွက်ကြီးလာချီတော်လေးရှိလို့တကယ်နားလေတဲ့လူတွေအကျိုးရှိတာတယ်ဆရာမနက်ကလည်းဒါကြောင့်ဒီသင်္ကန်းစာကိုအရှမ်းတိုက်ခိုက်တာသင်္ကန်းလုံးတော့နဲ့တိုက်ခိုက်တာဟိုးမဟုတ်တာစာတန်မဟုတ်ဘူးအဲ့ဒါဘာလို့လဲငါတို့တိုက်ခိုက်တာမဟုတ်အဲ့ဒါ9 secret မင်းမမွေးခဲ့တယ်90 secret က AC 330ဝင်းကျဲပါမင်းနဲ့ဆိုတယ်နော် Eastern Christian နဲ့ Western Christian ဆိုနှစ်ပိုင်းကွဲသွားအောင်အဲ့ဒီမင်းပြောတဲ့တရားကိုဟောတာ Aria ဆိုတဲ့ဘုန်းကြီးတာတဲ့လားအဲ့ဒါ Athanasius တို့နော်အဲ့လေ Alexander တို့နော်အဲ့ဒါတွေကနေတော့9 secret ဆိုခေါ်ပြီးတော့ဟိုတင်းကနေပြီးတော့နော်ဘာလဲConstantine the Great ကempire ကနေခေါ်ပြီးတော့ကြီးမှုပြီးတော့ဘုန်းကြီးဒီဘီရှော့ခရစ်ယာန်ဘီရှော့300ကျော်တော့ခေါ်ပြီးတော့19 Greek ကိုကာတာလိုက်ပြီးဖယ်ရှားပလိုက်အဲ့ဒါကိုမင်းအရေးကြီးတယ်ဆိုပြီးလာလို့နေမင်းအရေးကြီးမှာမင်းအဲ့ဒါအဲ့တဲ့အကင်းမသေးဘူးအဲ့ဒီကောင်မသေးပါဘူးဘာကြောင့်လဲမသေးပါလဲဆိုတော့အဲ့ဒီဟို Sound Doctrine ပေါ့နော်ဒီAria ဆိုတော့ဘုန်းကြီးကဒါမိစ္ဆာအယူဆိုတော့တိုက်လှန်တယ်အဲ့ဒီ Athanasius တို့ Alexander တို့ကအရင်ကွယ်လွန်သွားရတယ်အရင်ခရစ်တော်နဲ့အိပ်ပေါ်သွားရတယ်အဲ့နေနေခံရတဲ့အဲ့ Aria ဆိုတဲ့ဘုန်းကြီးကမသေးဘူးဗျမသေးဘူးအခုအဲ့လိုပဲဒီလားသူတော်ကောင်ကအရင်သေးကြတယ်အဲ့လိုပေါပန်းစီပြောတဲ့ကောတက်ဆိုးရှိတယ်အခုစာတန်ဒီဝင်နေရစံတိုးမိစ္ဆာအသက်ရှိဦးမယ်ဘာလို့လဲအဲ့လိုပဲအဲ့ဒါတွေကိုတိုက်လှန်တယ်ဟိုမိုကုစီယဆိုပြီးအဲ့19 trick မှာဟိုနေမော်နော် Sound Doctrine အဖြစ်တိုက်လှန်တယ် Athanasius တို့နော် Alexander တို့အဲ့ဒီဘီရှော့တွေအရင်သေးသွားတယ်အဲ့ဒီမိစ္ဆာဘုံကြီးနေတန်ခံရတဲ့မိစ္ဆာဘုံအခုဒီကောင်ဟောနေတဲ့တရားအဲ့ဒီဘုံကြီးက Arius လို့ခေါ်တယ် ARIUS Arius သူ့ရဲ့အဲ့လိုမိစ္ဆာတရားကို Arianism လို့ခေါ်အဲ့ဒီဘုံကြီးကနေတန်ပေးလိုက်တာဒါပေမဲ့ဟိုဘုံကြီးတွေကSound Doctrine ဖြစ်တိုက်လာတဲ့ဘုံကြီး90 Creek ရဲ့ဘုံကြီးတွေကအရင်သေးသွားတယ်ဘီရှော့တွေကအရင်သေးသွားတယ်အဲ့မိစ္ဆာဘုံကြီးကမသေးဘူးနေခံရတဲ့မိစ္ဆာဘုံကြီးကမသေးတဲ့အခါကျတော့ Constantine ကမသေးဘူးအဲ့ဒီအချိန်မှာဘယင်ကသူကအသက်ကြီးနေပြီအဲ့ဒီအချိန်မှာဘီရှော့ကမရှိတော့ဟို Sound Doctrine ဟောတဲ့အဲ့ Athanasius တို့နော် Alexander တို့ကမရှိတော့ဘူး
ခရစ်တော်နဲ့အိပ်ပြောသွားရတယ်အဲ့ဒီမှာမရှိတော့အဲ့ဒီသူနေနေနံပေးထားတဲ့အရိယဆိုတဲ့ဘုန်းကြီးကိုပြန်ခေါ်ပြီးတော့အဲ့နိုင်စီအဲ့နိုင်စီခရစ်ကိုပြတယ်တဲ့အဲ့ဒီဟိုလေတော့နော်ဗာလေ Constantine ဆိုတဲ့အဲ့ဟို Empire the Great Constantine ပေါ့နော်အဲ့ဒီလူကနှစ်ချင်းခံတယ်လို့လည်းမကြောက်နောက်ဆုံးအဲ့ဒီမတင်မရှားတဲ့တမိုင်းတစ်ခုတော့ပါတော့အဲ့အရိယဆက်မိစ္ဆာဘုန်းကြီးကိုပြန်ခေါ်ပြီးတော့အဲ့ဒီယေရှုကခရစ်တော်မဟုတ်ဆိုတဲ့တရားမှာအဲ့ဒီနေသေကန်အနီးကြမှာသူနှစ်ချင်းခံသွားတယ်လို့တမိုင်းတစိုးစရှိတယ်တော့ဟုတ်မဟုတ်တော့မသိဘူးအဲ့လိုအဲ့လောက်ထိတော့ဟိုမိစ္ဆာကနော်အဲ့ဒါကြောင့်စံတူကအသက်ရှင်ကိုပဲကြီးပွားအောင်ပဲဘာလို့လဲမိစ္ဆာဟောနေတဲ့အတွက်အရိယအဲ့ဒီအရိယဆိုတဲ့ဘုန်းကြီးရဲ့တရားကိုဟောနေတာဖြစ်တယ်အဲ့ဒါဟိုမိုEUCS နဲ့ heterousias ဖြစ်တယ် Nicene Creed က heresy လို့သတ်မှတ်ထားတာဖြစ်တယ်အဲ့ဒါကြောင့်အကင်းမသေးဘူးဘာလို့ဟိုsound doctrine အမှန်လူတွေကအရင်သေးသွားတယ်အဲ့ကျော်မရှိတဲ့အတွက်အဲ့နေနေလာတဲ့ area ဆိုတဲ့ဘုန်းကြီးကိုပြန်ခေါ်ပြီးအဲ့မိစ္ဆာဘုန်းကြီးကလာပြီးတော့အဲ့ဒီမှာရုံးလာပြန်ထိုင်တယ်အဲ့ဒီမှာသူ့ကိုနှစ်ချင်းပြန်ကန်တယ်လို့ Constantine ကအဲ့ဒီမိစ္ဆာတရားသူနေနေပေးထားတဲ့ဘုန်းကြီးရှိမှာနှစ်ချင်းပြန်ခံပါတယ်လို့ဟုတ်မဟုတ်တော့မသိဘူးเนาะသမိုင်းတစွန်းတစကျွန်တော်လိုက်ဖတ်ကြည့်တာသမိုင်းတစွန်းတစရှိတယ်ဒါတရားဝင် website တွေတော့မဟုတ်ဘူးပေါ့เนาะဒါပေမဲ့အဲ့လိုမျိုးပြောတဲ့လူတွေလည်းရှိတယ်เนาะအဲ့နှစ်ချင်းခံတယ်မခံဘူးဆိုတာအဲ့ Constantine ကဘယ်မှာနှစ်ချင်းခံတယ်ဆိုရယ်အထီးကျမှတ်တမ်းမှရမရှိဘူးဒါပေမဲ့သူသေကန်နီးမှာအဲ့ရဆိုရယ်မိစ္ဆာဘုံကြီးပြန်ခေါ်ပြီးတော့နှစ်ချင်းခံတယ်ဆိုရယ်သမိုင်းတစွန်းတစရှိတယ်ဆိုရယ်ကျွန်တော်ဒါဘုဟုတုတကျွန်တော်တင်ပြလိုက်တာဒါအောင်စံတိုးကအသက်ရှင်မယ်လို့ကျွန်တော်ပြော ဒီသင်္ကန်းစာသင်တော့မယ်ဆိုပြဿနာများ တော်တော်အရင်သိပါဘာလို့ဆိုတော့သူ့တရားကိုတိုက်လန်တယ်ဘုန်းကြီးတွေကအရင်သိသွားတာဘလို့ဒီว่าအဲ့ Athanasius တို့ Alexander တို့အဲ့တခုဒီကောင်ဟောနေတဲ့မိစ္ဆာတရားကိုတိုက်လန်တာ Nicene Creed AD 330ဝန်းကျင်မှာအဲ့ဒါ heterousias heterousias နဲ့ homoousias အဲ့ heresy လို့သတ်မှတ်ဖယ်လိုက်တာနည်းနည်းနဲ့ပြီးလိုက်တယ်အဲ့ဒီဘုန်းကြီးတွေအရင်သိသွားတယ်အဲ့ဒါအခုကျွန်တော်ပြောတယ်လူတရားဖရာတရားဆိုအဲ့ဒီတွေကစအဲ့ဒါပါတယ် hypostatic ယူတယ်အဲ့ဒါအဲ့ဒီတွေကပြောတာအဲ့ဒါ homoousias ဆိုတဲ့အမှန်အစစ်သုံးပါးတစ်လုံးတစ်ဝတစုသုံးပါးခွဲလည်းမနေဘူးငကိုတွေကလည်းကွဲမနေဘူးလာလည်းမပေါင်းဘူးအဲ့ဒီသုံးပါးပါတယ်ဆိုကျွန်တော်ဥဖြူနဲ့ရှင်းပြပြီနော်ဥဖြူကပါစင်တစ်ပါးတဲ့သူကသူ့ကလေးကိုသူ့သားသမီးကိုသူက son and father အဖြစ် communication pathway ပေါ့နော်ဆက်ဆံရေးလမ်းကြောင်းကိုဖွင့်ပြီးဆက်ဆံ manifesto သူ့ရဲ့မိန်းမကို husband and wife အဖြစ်ဆက်ဆံရေးလမ်းကြောင်းကိုဖွင့်ပြီးတော့ communication pathway ကိုတည်ဆောက်တယ်ဆက်ဆံနော်လိင်ဆက်ဆံတယ်ဘာဆက်ဆံတယ်အဲ့လိုသားကြတော့သားသမီးတော့မဆက်ဆံဘူးအဲ့လိုပေါက်တွေးနော် grandchildren grandchildren နဲ့ grandfather အဖြစ်အမြည်အဖိုးချင်းဆက်ဆံခြင်းကိုတခါပတ်ဖွင့်ဒါပေမဲ့ပုံကိုသုံးပါတီးကြသုံးပါမဟုတ်ဘူးဖြစ်တပါးတယ်ပဲဒါပေမဲ့သူက communication pathway through three communication pathway three kinds of revelation himself ကိုအဲ့ဒါကိုပြောတာဖြစ်တယ်ခမီးတို့တားတော့တန်ရှင်းတော်ဝင်းကျင်တော့အဲ့လောက်ပြောရင်နားလေဘူးလို့သိပြီနော်အဲ့ဒါ homoousias စစ်ဖြစ်တယ်အခုဒီကောင်တင်လား heterousias အခုဒီဘက်မှာ9မိနစ်မြတ်နေနော်အဲ့နောက်မှအမကန်ညာ run မှာ software တို့မရဏသာ software တို့ David K တို့ David ကိုပင်ကလာတို့ဇော်လင်းအောင်တို့ရောရှုရေးဆိုင်ဗီဒီတွေစောတိရစူဇန်နာပဲအဲ့ဒီအဖွဲ့တွေအားလုံးစောပါညာတာကအဲ့ကောတွေအားလုံး68ရာခိုင်နှုန်းဆိုအဲ့ဒါ homoousias ဆိုရဲပုဂ္ဂိုလ်တိကျသုံးပါးရှိတယ်အဲ့ဘုရားပုဂ္ဂိုလ်တိကျသုံးပါးယေရှုကိုဘုရားလို့ပြောပြီးနောက်ဆုံးအဲ့3-5ပါးမိုးလင်းရဲ့ဇာတိန်ကလည်းကြောက်ယေရှုဘုရားတစ်ပါးခမီးတော်ဘုရားတစ်ပါးပေါ်လာပြီးတော့သူတို့ဖန်ဆင်းလိုက်တာယေရှုတိကျပုဂ္ဂိုလ်ဘုရားသားတော်ဘုရားဟောတဲ့ခန္ဓာတိကျပေါ်မှာသူတို့ရဲ့အဖြစ်ချွေးကံကြီးအတိတ်နာကပြည့်စုံသွားအဖြစ်တွေကိုထည့်ပြီးဘလုံးကြီးအစာတို့လိုခမဲတော်တိကျခန္ဓာနဲ့ဘုရားပေါ်ပုဂ္ဂိုလ်တစ်ပါးအချိန်မှာအပ်ပြီးတော့ဒါတဲ့ကကွက်မြက်စွန့်ပြစ်ပြီးတော့မျက်နှာလွယ်စွန့်ပြစ်လိုက်ကွက်မြက်လိုက်တရားစီရင်မလိုက်ဘုရားကိုဘုရားချင်းတရားစီရင်ခိုင်းပြီးတော့အဲ့ဒီအထဲမှာသူတို့အဖြစ်တွေပါသွားပြီဟာလေလုယာအုံတို့ဟင်ဒူဘောနော်ကျွန်တော်ရှေ့ရတယ်သူတို့ကဟာလေလုယာရှေ့မှာအုံလို့ပဲကြားတယ်အုံဟာလေလုယာအုံဟာလေလုအုံဆက်နာတော့ မျိုးပြဿနာရှိတယ်ဒါပေမဲ့ဒါအရန်အရေးကြီးတယ်ဘာလို့ပဲဖြစ်ဖြစ်ကျွန်တော်လုပ်ရ လောက်အောင်ပါဗောမင်းအစွန်သာစားတာကိုသူ့ဆန်စားတော့ရဲရမှာမင်းဒေါ်လာတွေရတယ်ရော
ရတယ်တော့မဟောတော့အဲ့ဒါဘာလို့မင်းအဲ့ဒါမဟောရင်လည်းဒေါ်လာပြတ်သွားရင်မင်းချပ်အာရဒီမရတော့ဘူးဒါကြောင့်တိတ်အရေးကြီးတယ်ပေါ့ရုပ်ကိုကြည့်ပါဒီကောင်ရုပ်ကိုကြည့် လူရဲ့အသက်တာပြောင်းလဲလို့အဲ့ဒါကြီးပွားရင်ပဲကဲကောင်းပြီဆက်သွားမယ်နော် အဲ့ အဲ့တော့ယေရှုကလူဟုတ်တယ်သူငယ်ဟုတ်တယ်ဆရာဟုတ်တယ်သခင်ဟုတ်တယ်ခရစ်တော်ကြတော့ဖန်ဆင်းရှင်ဟုတ်တယ်ဖခင်ဟုတ်တယ်တာဟုတ်တယ်ယေရှုကိုဖခင်လို့ခေါ်တဲ့ကြားပိုက်တွေထိုးပေးတယ်အဲ့ဒီကြားပိုက်အားလုံးဟာအင်္ဂလိပ်ကျမ်းစာမှာလုံးဝဖခင်လို့မခေါ်ဘူးတိုင်းရင်းသားကျမ်းစာမှာလည်းမခေါ်ဘူးလူအဲ့ဒါဆရာသခင်လို့ပဲခေါ်တယ်မကြားပိုက်တွေထိုးထားပြီးတယ်ဒါအားလုံးကျွန်တော်မဖတ်တော့ကျွန်တော်ပြင်ဆင်ထားတာရှိတယ်ဒါပေမဲ့မဖတ်တော့နော်အတိတ်ပြတူတူပဲဒါပဲဒီထဲမှာယေရှုကိုအရှင်ဖခင်လို့ခေါ်ထားတာတကယ်ဆိုလုံးဝမဟုတ်ဘူး ကျွန်တော်ရှင်းမယ်နော်အရှင်ဘုရားဆိုကျွန်တော်ရှင်းမှလည်းရှင်းခဲ့ပြီမကြားချက်၃ချက်ပြောတယ်အဲ့ဒီမှာအရှင်ဘုရားလို့ခေါ်တယ် Rabbani ဆို Aramaic ဟော Aramaic စကား Aramaic ဆိုတာအာရစကားမဟုတ်ဘူးနော်အခုအာရစကားမဟုတ်ဟိုးတော့ရှေးဟော Aramaic ဆိုတာတစ်မျိုးရှိတယ်အဲ့ဒါအဲ့က Rabbi လို့ခေါ်တယ်သူက Rabbi ဆိုတာ Rabbi ဆိုတဲ့အတန်အတွက်ကဒါအတန်အတွက်အမှန်မဟုတ်ဘူးဒါအခုကလားစကားလို့ဟာလို့အခုအာရစကားလို့မျိုးအတန်အတွက်အဲ့ဒီဖိုးတော့ Aramic ဆိုတာအဲ့လိုအတန်အတွက်မဟုတ်ဘူး Rabbani လို့ခေါ်တယ်နော် Rabbani လို့ခေါ်တယ်အဲ့ဒါပါလဲ Aramic စကားဖြစ်အဲ့ Rabbani ဆိုတာကျွန်တော်ရှင်းပြခဲ့ပြီအဲ့ဒီကျမ်းမှာဘာကြောင့် Rabbani ခေါ်လဲဆိုတာကျွန်တော်ရှေ့တစ်ပုတ်မှာရှင်းပြတယ်ကျွန်တော်ပြန်မရှင်းပြတော့ဘူးဒါပေမဲ့ကျွန်တော်နည်းနည်းတော့ပြန်ပြီးတော့နှွှေးပေးလိုက်မယ်ပေါ့နော်အဲ့မူရင်းဘာသာစကားthe log ဆိုတာအဲ့ကျွန်တော်ရှင်းမှာရှင်းပြပြီးမာသဲမာကုလူကာယောဟန်အဲ့ခရစ်ဝင်ကျမ်းပေါ့နော်ဓမ္မတိခရစ်ဝင်ကျမ်းအားလုံးကမူရင်းဂရိဘာသာခုံးဂရိနဲ့ရေးခဲ့တာများတယ်ဒါပေမဲ့တချို့ဟာအရာမစ်တွေပါတယ်ဟီဘရူးတွေလည်းနည်းနည်းပါပါတယ်ဒါပေမဲ့အဓိကခုံးဂရိနဲ့ရေးတာဖြစ်တယ်အဲ့ဒီမှာKrios KYRIOS KYRIOS အဲ့ဒါ Krios ဆိုတာအဲ့ဒါဂရိနော် alpha beta gamma alpha gamma omega ဆိုရဲအဲ့ဒါဂရိစလုံးအဲ့ဒါနဲ့ရေးထားတာအဲ့ဒါပါခရစ်ဒီဟာကိုကျွန်တော်တို့အတန်ထွက်တဲ့အခါမှာဘယ်လိုထွက်လဲဆိုအင်္ဂလိပ်စာနဲ့အနီးစပ်ဆုံးအတန်ထွက်တဲ့အခါမှာ KYRIOS ဆိုKyrios ဆိုအတန်ထွက်တယ်အဲ့ဒါသခင်လို့မဟုတ်သခင်ဗျာလို့အတန်ထွက်တယ်အဲ့ဒါရှေ့မှာကျွန်တော်ရှင်းပြီးအဲ့ဒါဂရိစကလုံးဖြစ်တယ် Kyrios ဆိုအဲ့ဒီစကလုံးကယဉ်ကျေးစွာပေါ်စာလို့လေအင်္ဂလိပ်လိုအတက်ပြ Kyrios ဆိုတဲ့ဒီအင်္ဂလိပ်ဘာသာမှာမရှိတော့ဘလူးပြန်မှမသိဘူးကျွန်တော်အဲ့ဒါကိုကျွန်တော်ပြောတာနော်ရှေ့မှာလည်းကျွန်တော်ပြောခဲ့ပြီဥပမာ shut ဆိုရင် shut အင်ကြီးကို shut ဆိုရင်အင်္ဂလိပ်စကားဘာမှဘလူးပြန်မှမသိဘူးနောက်ပိုင်းမှာအင်ကြီးလို့ပြန်ဒါပေမဲ့ရှေ့မှာ shut ထည့်တာ taxi ဆိုလို့ရှိရင်ဘလူးပြန်မှမသိဘူးအခုနောက်ပိုင်းမှာငားရင်လို့ပြန်အဲ့လိုမျိုးအဲ့ပြန်စရာစကားလုံးမရှိတဲ့အခါကျတော့ taxi လို့ပဲအဲ့လိုပြန်ထားအဲ့တော့စာဆိုတာအဲ့ Kyrios ဆိုတဲ့ဟာဘလူးပြန်မှမသိဘူးပြန်မသိတဲ့အတွက်ကြောင့်အင်္ဂလိပ်ကစာလို့လည်းတချို့ကပြန်တယ်တချို့ version တွေမှာဘာလို့ပြန်လဲဆိုတော့ဘာစာလို့ပြန်လဲတချို့ version တွေမှာတီရှာလို့ပြန်တယ်အမျိုးမျိုးပြန်ရတယ်ဒါပေမဲ့အဲ့ဒါဟာဒီလိုမျိုးဟိုပုဂ္ဂိုလ်တီးရှားလို့ပြောတာမဟုတ်ဘူးဘာလို့ပြောတာ YHWH ကိုပဲရည်ညွှန်းပြီးပြန်တာဖြစ်တယ်အဲ့ဒါကိုတော်သားရဲဆွဲထုတ်မရလူတွေကိုလိန်နေတာပေါ့တာသန်တွေကိုလိန်လို့ပဲရမယ်အခုခေတ်မှာပို့ပြီးဆိုးလာတယ်နော်လိန်လို့မရတော့ website တွေအများကြီးရှိတယ်ကျွန်တော်လည်းမဟုတ်တာကိုမပြောဘူးကျွန်တော်ပြောတဲ့စကားဟုတ်တယ်မဟုတ်ဘူးဆိုတာ website မှာရှာတယ် website တွေအများကြီးရှိတယ်ပတ်စံပေးရတဲ့ website တွေလည်းရှိတယ်အဲ့ဒီမှာရှာလိုက်လို့ရှိရင်ဟုတ်တယ်မဟုတ်ဘူးဆိုတာလေ enter တစ်ချက်ခောက်တာလည်းချက်ချင်းအဖြေထွက်လာဒီလိုခေတ်မှာဒီကိုဒါတွေလိန်လို့မရတော့နော်အဲ့ဒါဘယ်သူမှန်တယ်မှားတယ်ဆိုတာသိချင်ကိုယ့်ဟာကို website မှာရှာကြည့်လိုက်ရင်ကျွန်တော်မဟုတ်တာမပြောဘူးဆိုတာခင်ဗျားတို့ထင်ရှားသိရမှာဖြစ်တယ်နော်ကိုရောရှီမားဆိုဣသရေလတရားဟောအခန်းကြီး6အနေနဲ့ဘာခု7နှစ်29ကိုလာပဲတပါးတဆူပြီးတော့ဘုရားဖြစ်ကြောင်းကိုရှင်ပြန်ထားတော့ခြေအခါကြမှာအားလုံးကတည်ခြင်းမြင့်စုမှာအောင်မှဘုရားမှန်းတီးကြတာဖြစ်တယ်ယေရှုကအဲ့ဒီတည်ပြီးမှဘုရားဖြစ်သွားတာမဟုတ်အဲ့ဒါမတည်ခင်ကသူက Rabbani ဆိုတာအတိတ်ပဲအာရမစ်စကားဖြစ်တယ်နော် Kyrios ခေါ်တာဖြစ်တယ် Kyrios ဆိုတာအတိတ်ပဲအများကြီးရှိတယ်တခုတည်းပြောလို့မရအောင်ဘုရားနှစ်ပါးလို့ပြောလို့မရအောင်ဝိညာဉ်နှစ်ပါးလို့ပြောလို့မရအောင်အဲ့ဒါကိုပေါက်ကန်းစေးတကောင်ပြောတယ် Rabbani လို့ပြောတယ် Rabbani ဆိုတာဘုရားမဟုတ်ဘူးတခင်ဘုရားဆိုတာဘုရားမဟုတ်ဘူးဘုရားသခင်မှာဘုရားအဲ့လိုမျိုးပေါ့နော်အဲ့ကျူအင်မတန်နေနေနွားကြောင်းသားပေါ့နွားကြောင်းသားအတွေးနဲ့တင်တယ်နွားကြောင်းသားတွေရောလက်ခံပြီးဟာလေလုယာဟာလေလုယာလူယာRabbani ဆိုတာကျွန်တော်ရှင်းပြခဲ့ပြီRabbani ဘာကြောင့်ရေးတယ်ဆိုတာအဲ့ဒါကိုဓာတ်73ကို
ကြီးစွာသောစကားဆိုအဲ့ဒါစံတို့ကအဲ့ဒါဖြစ်တယ်တော့ကျွန်တော်ဒီလောက်ပဲရပ်ထားလိုက်တော့မယ်ဒါတော့တစ်ခါသူရောမဩရာစာပါသုံးတက်သွားတယ်နော်အဲ့ဒါလေးတစ်ချက်ရှင်းမယ်ရောမဩရာစာကိုကျွန်တော်အနဲ့ပြန်ပြပါဖြစ်တယ် ရွေးထာဝရမင်္ဂလာရှိတော်မူသောဖယားသခင်ဖြစ်တော်မူ၏ထဲတော့ အဲ့ဒါနဲ့သူဒီကုန်းချုပ်တယ်ပေါ့နော်ထိုခရစ်တော်ဒီဆိုတာခရစ်တော်မှာဖျားဆိုပြီးအဲ့ဒီကကျမ်းပိုက်ကာကြီးခဝေးဆို context ကိုအကုန်ဖြတ်ပြစ်ဟဲ့ context ကိုအကုန်ဖြတ်ပြစ်ပြီးတော့ချမ်းစာကိုနှုတ်ချမ်းစာကိုပေါင်းအဲ့ဒါကြင်ရင်းအမယ်နော်ဓာတိကျအခန်းကြီး22မှာမျိုးဆက်ကြိတ်အသက်ဆောင်မှာဆင်းရဲကိုခြေပြက်ခံရတဲ့ပုံဖြစ်တယ်အဲ့လိုနှုတ်ခါဆိုပြီးပို့ပြီးတော့အဲ့ဒီခပိုင်းကိုကောက်အောင်မဖတ်ဘူးကောက်အောင်မဖတ်ပဲနဲ့ကမခိုက်ညီဘူးဒါနဲ့တဘောမတူတဲ့အတွက်ကြောင့်ကောက်ကိုဖြတ်ထုတ်လိုက်တယ်ဖြတ်ထုတ်ပြီးခဝေးကိုပဲအဲ့ခဝေးမှာသူကသူ့ကိုထောက်ခံတယ်ပေါ့နော်ကာကြီးကသူ့ကိုမထောက်ခံတဲ့အတွက်ဖြတ်ထုတ်အဲ့ဒါမျိုးဆက်ကြိတ်တာပေါ့နော်အသက်ဆောင်ဆင်းရဲကိုပယ်ဖျက်ခံရတဲ့ခေါင်းဖြစ်တယ်ကဘာဦးကပဲကွက်မြတ်တော်တုတ်တဲ့ယေရှုရဲ့အသက်ဆောင်ဆင်းရဲမပါတဲ့စံတိုးနဲ့မိစ္ဆာအဖွဲ့ဖြစ်တယ်ဘိုးတုတ္တငရဲသွားမှာဖြစ်တယ်ခရစ်တော်ဒီလေခတ်သိန်းသောအရာတွေကိုအစိုးရတော်မူလို့သာဝရမင်္ဂလာရှိတော်ဘုရားသခင်ဖြစ်တယ်အဲ့ဒါကျွန်တော်ရှင်းပါဖြစ်တယ်အဲ့ကြံချက်လေးကိုကျွန်တော်ရှင်းပြပါဖြစ်တယ်ဒါလေနော်အဲ့ဒါပါလေဆိုတော့ကျွန်တော်ရှင်းပြပါဖြစ်ရောမဩရာစာအခန်းကြီးကိုအငယ်6ရှင်းဖို့ရှိတယ်အဲ့တော့ကျွန်တော်ဒီမှာမဖတ်တော့ဘူးဒီမှာပဲဖတ်မှာဖြစ်တယ်ဟောဒီမှာတော့အပြည့်ဖတ်လိုက်နော်ဘိုးဘေးတို့ဒီတဲ့ဘိုးဘေးများတို့နှင့်ဆက်နွယ်သောသူလည်းဖြစ်ကြ၏ဘိုးဘေးဆိုတာပါလေသူ context ကကြီးမှာဘာပြောလဲဘိုးဘေးတို့နဲ့ဆက်နွယ်ဆိုတာပါလေဓမ္မဟောင်းကျမ်းမှာဆက်နွယ်လားအဲ့ဒီယေရှုဆိုတာပလိုင်းကြီးလာပြီးတော့ယေရှုခန္ဓာကြီးမှာလာပြီးပူးကပ်ပြီးတော့မှကြွားကလေးဆိုအင်္ဂါနေ့လောက်တာမီးနေတာမဟုတ်မီးနေကန်ဒီမှာအဘေတာဝင်ပူးပြီးမိထနေတာမဟုတ်နော်အဲ့ဒါကိုပြောတာဘိုးဘေးတို့နဲ့ဆက်နွယ်တော့သူလည်းဖြစ်တယ်ဘယ်သူလဲအဲ့ဒီယေရှုကဘယ်လိုမွေးဖွားတာလဲဆိုတော့ဗာလဲဘာချင်း Ivan born ပြီးတော့မှဗာလဲ man Ivan God ခွဲထုတ်လို့မရဘူး one လို့ပြောတယ်အဲ့ဒါအားလုံးကဖြစ်လင်ဖြစ်မှာ if and only if vice versa ဖြစ်မှာလားဖြစ်တယ်ဆိုတော့အဲ့ဒါအတီလင်းပြောတာဖြစ်တယ်နော်ဘိုးဘေးတို့နဲ့ဆက်နွယ်တော်သူလည်းဖြစ်ခရစ်တော်ဒီလည်းဇာတိအမျိုးအဖြစ်ခရစ်တော်ဆိုတာဗာလဲကျွန်တော်ဆိုတော့ခရစ်တော်တွေအများကြီးရှိတယ်ယေရှုတပါးလည်းရှိတယ်ခရစ်တော်တွေပါလဲဒါဝိဒ်ကလည်းခရစ်တော်ပဲဘာလို့လဲဘိသိက်ပေးထားတယ်ဘယေရာဘိသိက်ပေးထားတယ်အဲ့ဒီဘိသိက်job title လို့ခေါ်တယ် job title လို့နော်ဥပမာယေစကြည်လာကိုသူကအနာဂတ်ကျမ်းရေးဖို့အတွက်ဘိသိက်ပေးထားတယ်အဲ့ဒါပါဘုရားသခင်လူလို့ပြောတယ်နှုတ်ကပတ်တော်ဒီလေငါရှိလို့ရောက်လာရင်အိုးဘုရားသခင်လူလို့ပြောနှုတ်ကပတ်တော်ရောက်လာတဲ့လူကိုဘုရားသခင်လူလို့ခေါ်လိုက်တယ်အဲ့ဒါပါလေစားတော်ဖဲလို့ခေါ်လိုက်တယ်အဲ့စားတော်မဲဆိုတာပါလေခရစ်တော်ပဲအဲ့ခရစ်တော်တွေအများကြီးရှိတယ်အဲ့တော့ယေစကြည်လမ်းမှာကြည့် son of man အိုးဘုရားသခင်လူအဲ့လိုခေါ်အဲ့ဒါခရစ်တော်ပဲဖြစ်တယ်ဒါပဲအဲ့ဒါ job title ဘာအတွက်လဲအဲ့အတွက်တီးခြားဒါဝိဒ်ကိုဆိုရင်ဒါဝိဒ်ကိုပြီးသိပ်ပေးလိုက်တယ်အဲ့ဒါခရစ်တော်ပဲဒါပဲနဲ့သူ့ရဲ့ job title ကခရစ်တော်ဆိုရင်လည်းကယ်တင်ခြင်းအမှုကိုလုပ်တာမဟုတ်ဘယင်အလုပ်ကိုပဲလုပ်အဲ့လိုပဲခရစ်တော်တွေအများကြီးရှိတယ်နော်ဒါပဲနဲ့ only begotten son ဆိုရယ်လူစားတိခိုင်ပဲနှုတ်ကပတ်တော်ယေဟောဝါယာဟူရဲ့ခန္ဓာ voice of Christ ဖြစ်တယ်အဲ့ဒါဂိုင်းဆက်ခွင့်အားဖြင့်တာလူကိုဘုရားဖြစ်ခွင့်မပေးတာရဲ့အဖြစ်တော်တောင်းလျှောက်မပေးဂိုင်းဆက်ခွင့်အားဖြင့်စွန့်ပေးတာဘယ်လိုစွန့်ပေးတာနောင်တရတဲ့လူပဲစွန့်ပေးတာနောင်တမရတဲ့လူကစဉ်းအောင်စဉ်းစားလို့မရနောင်တခန္ဓာလေးနောင်တနဲ့ဆိုင်တဲ့ဗတ္တိဇံဆိုခန္ဓာလေးအဲ့နောင်တရပြီးတဲ့လူပုံကဂိုင်းဆက်ခွင့်အားဖြင့်စွန့်ပေးတယ်တာရဲ့အဖြစ်တော်ဆန်းရှစ်ကိုစွန့်ပေးတယ်အဲ့ job title ရဲ့ name ဆိုတာခရစ်တော်ဖြစ်တယ်အဲ့ဒါဘိုးပေးတဲ့နှစ်ပေါင်း900တဲ့ prophecy ပြုထားတယ်အဲ့ခရစ်တော်ပြောနေတာဖြစ်တယ်ထို့ဘိုးဘေးများတို့နေဆက်နွယ်တော်သူလည်းဖြစ်ခရစ်တော်ဒီလေဇာတိအမျိုးအားဖြင့်ထိုသူတို့၏အမျိုးဖြစ်တယ်အဲ့ခရစ်တော်ဘယ်ခရစ်တော်လဲကျွန်တော်ပြောအဲ့ job title ဆိုရဲနှစ်ပေါင်း900ပြောထားတယ်ခရစ်တော်တွေအများကြီးတဲကရင်းတို့ကယ်တင်ခြင်းဆိုရဲ sonship ဆိုရဲအမှုကိုပေးမယ်ဂိုင်းဆက်ခွင့်အပြင်စွန့်ပေးမယ်အဲ့ဒီ job title ကိုလှုပ်ဆောင်မယ်ယေရှုကိုပြောနေတာဖြစ်ခတ်သိမ်းသောအရာတွေကိုအစိုးရလိုပဲထိုခရစ်တော်ဒီအဲ့ဒီယေရှုဟာနော်ခတ်သိမ်းသောအဲ့ job ကိုလှုပ်ဆောင်တယ်အဲ့ထိုခရစ်တော်အဲ့ဒီ job ကိုလှုပ်ဆောင်တယ် job title ခရစ်တော်အဲ့ job title ကိုလှုပ်ဆောင်တယ်အဲ့ job ကိုလှုပ်ဆောင်တယ်ကယ်တင်ခြင်းအမှုဆောင်ရွက်တဲ့ယေရှုဟာအစိုးရတော်မူတယ်
ဒါဝရမင်္ဂလာရှိသောဘုရားသခင်ယေဟောဝါယာဝေ YHWH ရဲ့ခန္ဓာ Bodies of Christ ဖြစ်တဲ့အာမင်လို့ဒီကုန်းချုပ်တော့အဲ့ဒီပိုက်ကလေးခါဝေးအပိုက်ကိုပဲဆွတ်ထုတ်ပြီးတော့အပေါ်ကခါအပိုက်ကိုကာကြီးအပိုက်ကိုဖယ်ပြီးတော့ဘုကဝင်စားတာတွေ့လားခရစ်တော်မှာဖရာယေရှုကလူဆိုပြီးဒီကောပေါပန်းစည်းပေါ့နော်လက်စားနေတာလည်းဖြစ်တယ်ဆိုတော့ကျွန်တော် ခရစ်တော်သည်လည်းခတ်သိမ်းသောအရာတို့ကိုအစိုးရတော်မူ၍ထာဝရမင်္ဂလာရှိတော်မူသောဖယားသခင်ဖြစ်တော်မူ၏တပိုင်းမဖြတ်ပါ ခရစ်တော်ဟာဖယားသခင်ဖြစ်တယ် ဒါ ဆိုရင်ခုနပုံကိုပြန်ကြည့်လိုက်မယ်နော်ဒီသင်ခန်းစာရဲ့ဒီကောင်းစဉ်အဆုံးသတ်ခရစ်တော်ကဘာလဲဖယားယေရှုက လူ လူသူငယ် လူထဲမှာဖျားဝင်ပူးတာ သခင် အဲ နောက်တစ်နည်းပြောရာဘိုင် ရာဘီ လို့ရေးတယ် ရာဘီလို့ရေးရာဘိုင်ဆိုတာတလားလကားတလားလို့ခေါ်တာရာဘိုင်ဆိုရအတန်အတွက်ဟိုအာရမစ်ရာဘီနီဆိုတာဆရာယူတဲ့ရာဘီနီလို့ရေးတာအဲ့ဒါပါအနည်းဆုံးသူရေးတာပါအာရမစ်ကစကားအာရမစ်ဆိုတာအဲ့လိုအာရစကားမဟုတ်ဘူးအာရမစ်ဆိုတာအဲ့ရှေးတော့ဟာရှေးတော့အဲ့ယေရှုပါပြောတယ်အဲ့အာရမစ်စကားအာရမစ်စကားနည်းနည်းဆင်တယ်အခုကလားစကားတွေနည်းနည်းဆင်အဲ့ရာဘိုင်ဆိုတာဒီကလားတယ်ပြောရာဘိုင်မို့ရာဘနီလို့ဆရာယူတယ်လားအနီးစပ်ဆိုမြန်မာအတန်ထွက်တယ်အနီးစပ်တော့မြန်မာအခုဘယ်လိုခေါ်မလဲဝိပလာပါပဲပါခေါ်တယ်ပါခေါ်ခေါ်အဲ့လိုအတန်နဲ့အနီးစပ်ဆုံးသူကပြောတာဖြစ်တယ်နော်အဲ့ဒါ EVA ဆို AWA ပေါ့နော် EVA AWA ဆိုဘာလို့ AWA လို့ဖတ်လဲဗမာတရနဲ့သူကအဲ့လိုမျိုးပြောင်းလိုက်တာRabani ဆိုတာမြန်မာနဲ့အနီးစပ်ဆုံးRabani ဆိုတော့အခုဒီကောင်ပြောတဲ့ Rabbi ဆိုတာကလားတယ်နဲ့ပြောတာ Rabbi ဆိုတာဆရာကိုခေါ်တာကဲအဲ့တော့ ကျွန်တော်ရှင်းပြီနော် ယေရှုကဆရာယေရှုကတခင် ဟုတ်ယေရှုကဆရာတကယ်Rabbi ဆိုတဲ့ Rabbi ဒီကောင်ပြောတဲ့ Rabbi ဆိုတာ Rabani အဲ့ Rabani ဆိုတဲ့အတိတ်ပဲကျွန်တော်ပြောဆိုရင် Creo ဆိုတာဂရိလိုရေးတာကွန်ကရစ်နဲ့ရေးတာအဲ့ Creo ဆိုတဲ့အတိတ်ပဲကျွန်တော်ပြောပြီး Lord ဆိုတာ Lord ဆိုတဲ့ဒါစစ်ဘီကိုလည်း Lord ခေါ်အစစ်ပြင်ကိုပဲခေါ်လို့ Lord လို့ပေါ့ကျွန်းပိုင်ရှင်ကျွန်းတကူကျွန်းပေါ့နော်ရိုးရိုးကျွန်းတယောက်ကိုပိုင်ရှင်အခုကျွန်းပိုင်ရှင်စနစ်မှာတခင်ကိုလည်းLord လို့ပဲခေါ်တာ My Lord အဲ့လိုခေါ်အဲ့လိုပဲခေါ်တာလားဆိုမဟုတ်ဘူးဘုရားသခင် YHWH ကိုလည်း Lord လို့ပဲခေါ်အဲ့လိုပဲ Rabbi ဆိုတာအဲ့ဒီထိပွားတယ်Rabbi ဆိုတာ Rabbi ဆိုတာအခုတော့ပြော Rabbi ဆိုတာအဲ့အတုံးတော့လေအဲ့ဒီအတုံးလုံးတွေကိုဒီကောင်ဟိုနေပေါ့နော်ကလင်ကချစ်လုံးGod bless you တော့ပါကျွန်တော်စိတ်မှာဆက်မှာဖြစ်တယ်အခု episode 6မှာကျွန်တော်အစိုးတတ်ထားတယ်ခုနှစ်ရှိကိုတောက်လျှောက်ကျွန်တော်ပြောသွားမှာဖြစ်ဘာလို့လဲမပြောလို့မရအောင်နော်တောက်လျှောက်ပြောသွားမှာဖြစ်တယ်တခုရတယ်သူများလည်းရစီခြင်းတယ်ဆိုရင် share လုပ်ပါမလုပ်ရင်တော့ဆက်ကလေးတစ်ဆက်တော့ချခဲ့ကျွန်တော်တောင်းဆိုတာဖြစ်တယ်ဒါပတ်စံရဖို့မဟုတ်ဘူးကျွန်တော်ပတ်စံလည်းကိုယ်ပိုင်ပတ်စံနဲ့ကျွန်တော်ဒါကိုလုံးနေတာနှစ်ပေါင်းတော်ကြာနေပြီနော်အဲ့တော့ဟိုနည်းပေါ့နော်ဟို IQ လေးမြင့်တယ်ဆိုရင်နော် grade ပီတာတယ်ဆိုတာဒါတော့နည်းနည်းရလိုက်တယ်သူများလည်းရပါစေဆိုတော့တွေးလေးရှိတယ်စေတနာစိတ်ရှိတယ်ဆက်ကလေးတစ်ဆက်ချခဲ့ဘာမှမရေးချင်တယ်comment လေးမှာဆက်ကလေးတစ်ဆက်ချခဲ့တယ်ဘုံမဟုတ်လဲ like share ပေးဖို့ကျွန်တော် request လုပ်တာဒီကျွန်တော်နှစ်ချင်း grade ဒုတိယမွေးခြင်းခံပြီးတော့ပေါ်လိုက်တဲ့ဗီယိုဖလာ generation 40မြောက်နှစ်ချင်းခရစ်ယာန်ဖြစ်တယ်။ဒါပေမဲ့ကျွန်တော်နှစ်ချင်းခရစ်ယာန် doctrine တွေကိုရိုက်သွင်းနေတာမဟုတ်ဘူး။ဆရာယူသတန်ရဲ့66ကျမ်း sola scriptura ကိုပဲကျွန်တော်စုပ်ကိုင်ပြီးတော့ယူဝါဒအလွဲတွေတိုက်လန်နေတာဖြစ်တယ်ကျွန်တော်တရားမဟုတ်ဘူး။ Everybody God bless you